မွေစိုးလေးကောင်ကိုတွင်းလောင်အနုပ်ပေးတရားတော်တဲ့မွေစိုးလေးကောင်ကိုတွင်းလောင်အနုပ်ပေးတရားကိုဟောကြားနာကြရအောင်ဒီတရားကိုမဟောမီမနာမီတရားပန်ရှင်ဖြစ်တော်မူသောစိဏိယသုံးလောကထောထားသာဝညုမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုနမောတတ္တဘုရားရှိခိုးဖြင့်ရှိခိုးကြည်ညိုကြရအောင်နမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဇီနောတိယဗုဒ္ဓစသည်များဖြင့်မင်္ဂလာယအောင်တော်မူပြီးသောယောဘဂဝါကျင့်ရှိဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်သန္တရာပင်ကတော့သန္တရာတိဟုသောညွန်ပြောင်းမှာနိမုကနာနိမြုပ်တည်နေကြသောလူနာမြမတ္တဝအနန္တမှန်သမျှတို့ကိုသမုဒ္ဒရဏထံကောင်းစွာထုတ်ဆယ်ကေတင်ရာအကျိုးမှာကတာပိနိယတော်ပြည့်ပြီးသောစုတော်ကြီးရှိသည်ဖြစ်၍ဘောဓိတမာရိရတပညာသမဉ္ဇနာဣနတံကိုတို့ကိုကျင့်သာကြည်ပွားကြရသောပါရမီတော်တို့ကိုဝိရိတော်ဖြစ်ကျင်တော်မူပြီး၍ဗုဒ္ဓဓမ္မသစ္စာလေးပါးတရားသိမြင်ဖျားရှိပြီးကြောင်းတရားတော်တို့ကိုညာနိနဉာဏ်ဖြင့်ဂဝေတန်တော်ရှာမိတော်မူသည်ရှိသောဘောဓိမာနသမဉ္ဇဉာဏ်ကြည်ရမှန်သည့်ဘောဓိမာနမြေဥကိုင်သို့ပတ်တော်ရောက်တော်မူပြီး၍ဓမ္မမောဟလူနာပြမတ္တဝအနန္တမှန်သမျှတို့ဉာဏ်မြတ်စိတ်ကိုကာကွယ်ပိတ်ဆို့တတ်သောဝိဇ္ဇာတိဟုသောအမိုက်မှောင်ကိုတဓမ္မရံသည်သူတော်ကောင်းတရားကြည့်သောကြောင့်မိတော်တို့ဖြင့်ဟန်တော်ပဲဖြစ်ဖြောင်းတော်မူပြီး၍ပင်ကစားဇနဝိနည်းတတ္တိဝိနည်းတတ္တဝါတိဟုသောကြာကိုဘောဓိသစ္စာလေးပါးမြတ်တရားကိုထင်ရှားမသွေသိစေတော်မူသောဖြင့်ပွင့်စေတော်မူခဲ့လေပြီရဟတောတထာဝရကိလေသာယံသူတို့မှစက်ကွာအနန္တတဝိကာတော်မူပါပြီထသောအရဟတောတထာဝရကိလေသာယံသူတို့ကိုလေးတန်းညမဲ့စိတ်တန်လေးဖြင့်ပဲခွဲ့ပဲဖြစ်ခုတ်တတ်တော်မူတတ်ပါပြီထသောအရဟတောပရိစ္ဆာသမုပ္ပါခြားရသို့မပြလျက်တန္တရာစကြီးကိုကာမေခိညမစိတ်မြရွေချိန်မိုးတွေချိုးပြတော်မူတတ်ပါပြီထသောအရဟတောဗြဟ္မဏလူသုံးပုံလူကြည်ဘူးကောပိလူဘူးစွာသောပစ္စည်းလေးပါးစသည်တို့ကိုအလူခံခြင်းကထိုက်တော်မူပါပြီထသောအရဟတောယုံမှန်ကြီးကျုံမကောင်းမှုဒီကိုပြုကျင့်ဖို့ရာဗုဒ္ဓေပိမေဘောဓိရင်ကမြင်ပေချင်းဟိတုဘယ်တခုကမြပြုကိုညူပါစိတ်ကွာရရှိတော်မူပါပြီထသောသမ္မာသမုဒ္ဒတာမဖောက်မပြန်တရားမှုညာဖြင့်သစ္စာလေးတန်တရားမှဝိပါပစ္စယထင်ရှားမှန်ကိုရဏိတိတော်မူတတ်ပါပြီထသောတတဗကဝတောဘုံတော်၆စုတို့ကိုနဲ့ပြည့်စုံကြကြထူခြင်းတော်မြတ်ဖရာအာမိဖရာအာယုကိုလုံးထွင်ကြည်ဝံကောဖရာတပိတော်ဤနမောဂုဏုံနှလုံးသုံးပါပြောင်းပြော့မှန်ကိုလျော့၍ကရောမြတ်တို့ကိုလျှို့လျက်ရှိခိုးခြင်းသည်အာတုနိညမစေမြေမကွာမှန်စွာမသွေဖြစ်ပါစေသာမြတ်စွာဘုရားဤဝိနာဘုရားဗနာမိနာဤသို့ဘုရားရှိရာရှိခိုးကြောင်းတည်းသောဗနာမှာကုသိုလ်စေရနာကြောင့်မိဖုရားအာယုံကိုလုံးထွင်ကြည်ဝံကောဘုရားတပိတော်ဤဒီတုံမကံဘုရားအာယုံကိုလုံးထွင်ကြည်ဝံကောအသင်္တော်စဉ်ပြိဿပေါင်းတို့ဤယတိစီတာတော်အချင်းချင်းအလိုရှိရာတောင်းတအပ်သောကောင်းကျိုးချမ်းသာမင်္ဂလာကျက်သည့်အထွေထွေသည်ယတိဇာတိယအချင်းချင်းလိုရှိရာတောင်းတအပ်သောအတိုင်းသမိတ်ဇတုထင်သောမျက်မှောက်ဝင်လာရောက်၍ဖြိုးမောင်လျံကြီးအမြောက်ချီရအောင်ပြည့်ပြည့်စုံပါစေတည်းဘိုင်းတို့မွေစိုးလေးကောင်ကိုတွင်းနှောင်းဆိုတဲ့တရားတော်ကယဟန်တော်တွေကိုဟောတဲ့တရားတော်ဘိုင်းတို့ဘုန်းတော်၆ပါးသခင်တရားမင်းမေဘုရားရှင်ကိုရမြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းမှာတရင်သုံးတော်မူဘုရားရှင်ကိုရမြတ်သာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတရင်သုံးတော်မူတော့ဒီဇေတဝန်ကျောင်းတဲ့ထဲမှာယဟန်တန်ဃာတွေကတောင်းချီပြီးတော့ရှိနေကြတရားကိုလူလာတရားကိုအထုနေကြတဲ့ယဟန်တော်တွေမြတ်စွာဘုရားတရားဟောတာ၃မျိုးရှိပါတယ်ယဟန်တော်တွေကိုဟောတဲ့တရားဗုဒ္ဓသာသနာကြီးညိုတဲ့လူတရားဓမ္မတွေဟောတဲ့တရားဒိဋ္ဌိတက္ကရောနေဟောတဲ့တရားလို့တရား၃မျိုးမှာဒီကနေ့ဟောတဲ့တရားကယဟန်တန်ဃာတွေကိုသိကြဟောတဲ့တရားဖြစ်ပါတယ်အဲလိုဘုရားရှင်ကိုရမြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတရင်သုံးတော်မူတဲ့အခါယဟန်တော်တွေကအခုလိုဓမ္မယုံထဲမှာတရားဓမ္မနှလုံးသွင်းနေကြတော့ဘုရားရှင်ကိုရမြတ်ကြီးကအဲ့ဒီယဟန်တော်တွေကိုယဟန်တော်များဥချစ်သားတို့လို့ခေါ်ပြီးတော့မှဥပမာပြောမယ်ဆိုရင်တဲ့မင်းကြီးတယောက်ကနေပြီးတော့မှလူဆိုးတယောက်ကိုခေါ်ပြီးတော့အမောင်းအဲ့ဒါမှမွေစိုးလေးကောင်ရှိတယ်ဒီမွေစိုးလေးကောင်ကအမတန်နှင်းသောအစိတ်လည်းရှိတယ်ထက်သောအစိတ်လည်းရှိတယ်ရမ်းသောအစိတ်လည်းရှိတယ်
အဲ့ဒီမွေဆိုးလေးကောင်ကိုသင်သည်ရံခါကျွေးပေးရမယ်ရံခါကြတော့သိပ်ပေးရမယ်ရံခါကြတော့အိယာကနှုတ်ပေးရမယ်ရံခါကြတော့ရေမိုးချိုးပေးရမယ်အဲ့ဒီအလုပ်လေးလုပ်ကိုသင်လုပ်ရမယ်ဒါပေမဲ့အဲ့ဒီမွေဆိုးလေးကောင်ကိုရံခါကျွေးပေးရံခါအိယာမှာသိပ်ပေးရံခါကြအိယာကနှုတ်ပေးရံခါရေချိုးပေးပြီမဲ့အဲ့ဒီမွေဆိုးလေးကောင်ကရံခါရခါစိတ်ဆိုးလို့ရှိရင်တော့သင်ကိုအဲ့ဒါကြိုက်တတ်လိမ့်မယ်အဲ့လိုကြိုက်လို့ရှိရင်သင်ဟာသေခြင်းဆိုရောက်ချင်လဲရောက်မလဲသေလောက်တဲ့ဒုက္ခရောက်ချင်လဲရောက်လိမ့်မယ်အမှန်သတိဝိရိယကြီးစားနဲ့ဒီမွေသေးလေးကောင်ကိုမွေးလို့အဲ့ဒါမင်းကြီးတယောက်ကမွေးခိုင်းတော့အကျိုးကိုလိုလားတဲ့အမျိုးကောင်းသားမယောက်ျားကပေါ်လာပြီးတော့အမောင်းဒီမွေသေးလေးကောင်ပေါ်ပေါ်မလို့နဲ့ဒီမွေသေးလေးကောင်ကအမှန်တန်ကြောက်စရာကောင်းတယ်အဲ့ဒါသင်ကကြိုက်တယ်လို့မွေးကျင်တယ်လို့သူတို့ကိုတရားကြည်မြင်တာမွေးကျင်တယ်လို့မွေးသူတို့ကတော့ဒီနေ့နေ့တစ်ချိန်ချိန်သင်ကိုကြိုက်တတ်လိမ့်မယ်ကြိုက်တတ်လို့ရှိရင်သေလည်းသေမယ်သေတော့တဲ့ဒုက္ခရင်ရောက်မယ်သင်သတိထားပြီးတော့ကြွေးဆိုတော့အဲ့ဒီမျိုးကောင်းသားမယောက်ျားကမိကောင်းတဲ့စကားကိုကြားပြီးတော့မှကြောက်လွန်းလို့သူကတခါတည်းမွေသွေးလေးကောင်လွတ်အောင်ပြေးမွေသွေးလေးကောင်လွတ်အောင်ပြေးတဲ့အချိန်ကကြတော့နောက်တကမိကောင်းကအမမွေသွေးလေးကောင်ကြောက်အောင်ပြေးနေတဲ့ကြားတဲ့ကတင်းနောက်ကိုလက်နဲ့ကိုယ်စီကင်လာတဲ့လူဆိုး9ယောက်ကလိုက်လာတယ်ရောက်တဲ့နေရာမှာတင့်ကိုတတ်မေဆိုတာလိုက်လာတယ်အမှန်လွတ်အောင်ပြေးဆိုတော့မိုးစိုးလေးကောင်ကလည်းလိုက်လူဆိုး9ယောက်ကလည်းနောက်ကနေလိုက်တော့ဒုက္ခမြကြောက်ကြောက်နဲ့ခြေဥတရပြေးရအဲ့လိုပြေးမရပြေးနေတဲ့ခါကနမေကောင်းဆွေကောင်းကပေါ်လာအမောင်ပြေးအဲ့ဒါမွေကြီးလေးကောင်ကလည်းတင်းနောက်မွေစိုးလေးကောင်ကလည်းတင်းနောက်ကိုလိုက်နေတယ်လူဆိုး9ယောက်ကလည်းတင်းနောက်ကိုအဲ့ဒါလက်နဲ့ကန်ပြီးတော့တွေ့ရအရမှာတတ်မယ်ဆိုလိုက်နေတယ်အဲ့ဒီနောက်က6ယောက်မြဖြစ်တဲ့အတွင်းလူသားသမားကလည်းတန်နှစ်ရက်ကန်ပြီးတော့မှတွေ့ရနေရာမှာခေါင်းဖြတ်တတ်မယ်ဆိုလိုက်လာပြန်လေလောအောင်ပြေးလို့ဆိုတော့အဲ့ဒီယောက်ျားဟာပို့ပြီးတော့မှ2ဆ3ဆတက်ပြီးတော့တခါတည်းပြေးရတယ်နောက်ကိုပြန်မကြည့်ရဘူးဘွားနဲ့တမတသားတဲ့ကြအောင်ပြေးရကနေပြီးတော့မှဘယ်ရောက်သွားလဲဆိုတော့ကိုးစားအမြန်ရမလားအထရမြန်ရမလားဆိုဝင်ပြေးတော့ရွာပြည့်ကြီးတစ်ခုရောက်သွားရွာပြည့်ကြီးတဲ့ရောက်တော့အိမ်က6လုံးပဲရှိအဲ့ဒါရွာပြည့်ကြီးတဲ့မှာအိမ်တိမ်သွားပြီးတော့ဝင်လိုက်တယ်ပဲဘာမှမရှိအာကိုရအထရမရှိအချင်းကြီးပဲအိုးတလုံးသွားပြီးတော့ဖွင့်ကြည့်လိုက်ပြန်တော့လည်းပဲအချင်းကြီးဘာမှတောက်เสียလည်းမရှိစားเสียလည်းမရှိအာကိုရလည်းမရှိအဲ့လိုပြေးနေရတဲ့ကြားထဲမှာအာကိုရမယ်အထရမယ်ရမလားလို့ရွာပြည့်ကြီးတဲ့မှာဘယ်အိုးဘယ်အိမ်ဘယ်နေရာကမှအာကိုအထရမရှိဖြစ်နေတော့မေကောင်းဆွေကောင်းကပေါ်လာပြီးတော့အမောင်ပြေးအဲ့ဒီရွာပြည့်ကြီးတဲ့ကိုလူဆိုး6ယောက်ကဓမြ6ယောက်ကဝင်လာပြန်နေအဲ့ဒါတခါတည်းရွာဖြစ်လူတတ်မယ်ဆိုဓမြ6ယောက်ကဝင်လာပြီးတဲ့အမောင်ပြေးလေတော့ဆိုတော့အဲ့ဒီယောက်ျားခမညာဟာခြေဦးတရားတခါတည်းဆက်ပြီးတော့ပြေးရခြေဦးတရားဆက်ပြေးတော့ဘာသွားတွေ့လဲဆိုတော့အမတန်ကြီးကြီးတွေရေအိုင်ကြီးသွားတွေ့ရေအိုင်ကြီးပြေးတော့ရှေ့လည်းပြေးစရာလည်းမရှိတော့ဒီရေအိုင်ကြီးကိုကူးဖို့ရာကလေးပဲလေတွေဖောင်တွေကလည်းမရှိနောက်ကလည်းပဲလိုက်နေတဲ့လူဆိုးတွေကလည်းပဲဟလာမွေကြီးလေးကောင်ကလည်းလိုက်အဲ့ဒါလက်နဲ့ကိုင်းတဲ့ယောက်ျား9ယောက်ကလည်းလိုက်လက်နဲ့ကိုင်းတဲ့အတွင်းလူသားသမတ်တယောက်ကလည်းတန်လျက်ကိုင်းပြီးတော့တွေ့ရသင်ချိုင်းတခါတည်းဓာမဆိုင်မနဲ့ခေါင်းဖြတ်တတ်မယ်ဆိုလိုက်ဓမြ6ယောက်ကလည်းလိုက်အမနာကြီးကျယ်တဲ့ရေအကြီးတွေ့တဲ့ကူးစရာခတ်စရာလေတွေဖောင်တွေကလည်းမရှိတော့နောက်မှလည်းလိုက်နေတော့ဘိုးဘကန်းကြည့်လိုက်တော့အေးချမ်းနေနောက်မှကရန်သူတွေကပြောနေတော့မဖြစ်ဘူးဆိုတော့မှကန္နာမှာရှိတဲ့မြတေဝါတွေကိုဟဲ့စုကျိန်တွေနဲ့တုတ်ချီပြီးတော့မှအဲ့ဒါလဲနဲ့လော်ခြေထောက်နဲ့လော်တအားလော်တဲ့ခါကျတော့ဟိုမှာဘကန်းကိုရောက်သွားတယ်တဲ့ဟိုမှာဘကန်းကျတော့ဘေးရန်အန္တရာယ်တွေအကုန်လုံးရှင်းပြီးတော့မှအမလီချမ်းသာလေးဆိုချမ်းသာလေးဆိုလို့ဥဒန်းကျူရတယ်မြတ်စွာဘုရားကရဟန်းတော်များဥစ္စေတော်တဲ့အဲ့ဒါဥပမာပဲတဲ့ဥပမာနဲ့ပြောမှပညာရှိသူတော်ကောင်းတွေကနားလည်တော့ငါဘုရားရှင်ကိုယ်တော်မြတ်ဥပမာနဲ့ပြောပြအဲ့ဒါအ내တိဘေကဘာလဲလို့မေးလို့ရှိရင်ဆိုကြည့်ကံမင်းတရားလူဆိုးအားကိုကံမင်းတရားလူဆိုးအားကိုသုံးပါးဝတ်နှောင်ဘဝထောင်၌ကံမင်းတရားလူဆိုးအားကိုသုံးပါးဝတ်နှောင်ဘဝထောင်၌လေးကောင်ဓာတ်မွေနှင်းအပ်ပေ၏ကမင်းတရားလူဆိုးအားကို
သုံးပါးဝတ်နှောင်ဘဝထောင်၌လေးကောင်ဓာတ်မွေနှင်းအပ်ပေ၏ကံကမင်းကြီးတဲ့ကံကပါတဲ့သင်္ခါရဆိုတာဘာလဲကံအကုသိုလ်နဲ့ကုသိုလ်နှစ်ထွေစေရနာဓမ္မကံသုံးပါးမှတ်ကြသင်္ခါရမြည်တဲ့ကံဒီဘာကြီးလဲမင်းကြီးတဲ့ကံမင်းတရားကလူဆိုးဆိုတော့ယောဂီတွေကပါတယ်လေလူဆိုးတွေဥသိနေပါတယ်လေအမလေးလူဆိုးတွေလားတရားဟောနေရကံမင်းတရားလူဆိုးအားကို၃ပါးဝတ်နှောင်တဲ့ဓမ္မဝတ်၃ပါးဝတ်ဘယ်နှပါလဲကိလေသာဝတ်ကမ္မဝတ်ဝိပါကဝတ်ဟုတ်ပြီလားအဲ့ဒါကဘဝဝတ်နှောင်ကြီးဥသိနေထောင်တွင်းမှာလားထောင်ပြင်မှာလားထောင်တွင်းမှာဟုတ်ပြီလားကိလေသာဝတ်ထောင်ကာမဝတ်ထောင်ဝိပါကဝတ်ထောင်နေမှာမကြဘူးလားမိမိတို့ကလူကောင်းလားလူဆိုးလားလူဆိုးတွေဘယ်လိုလူဆိုးတွေလားတရားဟောနေရဆိုကံမင်းတရားလူဆိုးအားကိုကံဒီသောမင်းကြီးကနေပြီးတော့မှမိမိတို့လူဆိုးတွေကိုဘဝဝတ်နှောင်တဲ့ကိုပြစ်ချလိုက်တယ်ဘယ်တဲ့ပြစ်ချလိုက်တာဆိုသုံးပါးဝတ်နှောင်ဘဝထောင်၌ဘာထောင်ကြီးလဲဘဝထောင်ထောင်ကနှစ်ထပ်ရှိတယ်ဘဝထောင်ရဲ့အိမ်ထောင်ရဲ့ဘယ်နှထောင်လဲဘုသိင်းနေဘယ်နှထောင်ကြနှစ်ထောင်ကြဟုတ်လေတစ်ထောင်တောင်ကြတစ်ထောင်ကြမကျင်တတ်သေးဘူးလားနှစ်ထောင်မှကျင်တတ်တယ်မလီမလွယ်ဘူးအဲ့ဒါသုံးပါးဝတ်နှောင်ဘဝထောင်၌တဲ့အခုကဘာထောင်ကြီးလဲဘဝထောင်အိမ်ထောင်ကလွတ်ပြီးတော့မှတခါဘာထောင်ကလွတ်အောင်လုပ်အောင်ဘဝထောင်ကတခါလွတ်အောင်ဟုတ်ပြီလားအခုနှစ်ထပ်ကြတာကြိုက်လားတစ်ထပ်ပဲကြိုက်တယ်နှစ်ထပ်ကြအမလီဘဝထောင်ကအိမ်ထောင်ကလွတ်ဖို့လည်းမလို့အိမ်ထောင်ကလွတ်ပြီးတော့ဘာထောင်ကတခါလွတ်အောင်ဘဝထောင်ကလွတ်အောင်မယ်ဒီဝတ်သုံးပါးကလွတ်အောင်ကြိုးစားအောင်နော်သုံးပါးဝတ်နှောင်ဘဝထောင်နဲ့၄ကောင်ဓာတ်မွေနှင်းအပ်ပြီမွေစိုး၄ကောင်ကိုအပ်ထားတယ်တဲ့ဥစဉ်ကြီးလူစိုးတွေကိုမွေစိုးဘယ်နှကအပ်ထားလဲမွေစိုး၄ကောင်ဆိုတာကဘိန်းတို့အခုပထဝီဆိုတာကမွေစိုးတစ်ကောင်အာဘောဆိုတာကမွေစိုးတစ်ကောင်တေဇောဆိုတာကမွေစိုးတစ်ကောင်ဟုတ်ပြီလားဝါယောဆိုတာကမွေစိုးတစ်ကောင်လို့မွေစိုးဘယ်နှကောင်လဲပူရေဆိုတာကအဲ့ဒါမွေကြိုက်တာပူတယ်ဆိုတာဘာဖြစ်တာလဲအေးတယ်ဆိုတော့အေးပတ်တယ်ဆိုတော့နာစီးတယ်ဆိုတော့ချောင်းဆိုးတယ်ဆိုတော့ဓာတ်လျှောတယ်ဆိုတော့တောင်းတယ်ဆိုတော့တင်းတယ်ဆိုတော့ဘိုက်နာတယ်ဆိုတော့အမဒီမွေးလည်းကြိုက်ကြိုက်ပါမယ်အဲ့တော့ဘာတွေမွေးထားတယ်မွေးစိုးလေးကမွေးထားတယ်ဆိုတော့ရန်ခါလည်းမကြွေးရဘူးလားဘာကြွေးနေရမွေးစားကြွေးနေတယ်ဘယ်ထမင်းကြွေးရမှာဘယ်ကတော့ယောဂီတော်မယ်ဆိုတော့သွားမစားဘူးလားဘာသာကြွေးတာဩကြည်သားမှာမွေးစာကြွေးတာအဲ့ဒါမွေးစာကြွေးတာကြွေးပြီးတော့တခါတုံးလုံးပဲလေတခါမသိပ်ပြရတယ်သိပ်ပြီးတော့ဒီတိုင်းသိပ်ထားလို့ရသေးတယ်တခါနှိုးရပြန်နှိုးပြီးတော့ဘာလုပ်ရသေးလဲရေချိုးပေးရသေးတယ်အဲ့ဒါဘာလုပ်နေရတာမွေးစာကြွေးလိုက်မွေးကိုသိပ်ပေးလိုက်မွေးရေချိုးပေးလိုက်မွေးအဲ့ကနှုတ်ပေးလိုက်အဲ့ဒီကြားတွေကတော့ကြာပြီနာကြပြီနာပြန်ပြီတော့ကြာတောင်းပြန်ပြီတော့ကြာတင်းပြန်ပြီတော့ကြာတုံပြန်ပြီတော့ကြာခုံပြန်ပြီတော့ကြာနာစီပြန်ပြီတော့ကြာချောင်းဆိုးပြန်ပြီတော့ကြာလေဖြတ်ပြန်ပြီနဲ့ကမလာဘူးလားအဲ့ဒါဘာဖြစ်တာလဲမွေကြိုက်တာဟုတ်ပြီလားကဲဒီလောက်မွေးတဲ့ကြားတွေကတောင်မှသူကကျေးဇူးတင်တာကျေးဇူးမတင်ဘူးဦးသိနေအဲ့ဒါငတ်ကိုလားမွေလေးကောင်လားဘာကောင်နေလဲငါလောက်မွေနေလားအမလေးမွေးစားကျွေးနေရတာအမလေးจิตတ်မောသူတို့မပြောလို့ပြုံးနေစဉ်းစားကြည့်မတထားစရာကြီးဟုတ်ပြီလားတထားစရာကောင်းသေးလားဒီလောက်ကျွေးတဲ့ကြားတွေကကျေးဇူးတင်တာအဂတိညူကျေးဇူးမတင်မွေလေးစဉ်တဲ့အဂတိညူကျေးဇူးလည်းမသိဘူးဟုတ်ပြီလားကဲအချိန်တန်နဲ့သိပ်ပေးရသေးတယ်နှိုးလည်းပေးရသေးရေလည်းချိုးပေးရအစားလည်းကျွေးပေးအဲ့ကြားတွေကကိုကဲမကြိုက်ဘူးလားကြိုက်လားလေဖြတ်ပြန်ပြီဆိုတော့ဗာမွေကြိုက်တာလေဝါရောမွေကြိုက်တာဟုတ်ပြီလားဝါလျှော့သေးပြန်ပြီဆိုတော့အာဘောမကြိုက်ဘူးလားတောင်းတင်သေးပြန်ပြီဆိုတော့
ကြိုက်ပြန်အောင်ဟုတ်ပြီလားပူလောင်ပြီးတော့အမလေးနဲ့အော်တည်ပြန်လည်းမတည်ဘူးလားဝေကြိုက်တာဟုတ်ပြီလားအဲဒါကြောင့်ကံမင်းတရားလူစိုးအားကိုတော့ဒီကကံကမင်းကြီးတဲ့ကံကဘာလဲမိမိတို့ကိုဘဝထောင်နဲ့ဘဝနှောင်တဲ့ကိုသုံးပါးထောင်တဲ့ကိုပြစ်မချလိုက်ဘူးလားပြစ်ချတော့အလွတ်ပြစ်ချတော့လားမွေသေးလေးကအပ်ပြီးတော့ပြစ်ချလိုက်တာအေးအဲ့ဒါကိုကံမင်းတရားလူစိုးအားကိုသုံးပါးကိုနှောင်ဘဝထောင်နဲ့၄កောင်ဓာတ်မွေ200ပြီပရမေဗုဒ္ဓမိတ်ကောင်းမ၍မိတ်ကောင်းဆိုတာကဖရာတဲ့မိတ်ကောင်းကဘာလို့လဲအမောင်တင်းကိုအထာတာကအဲ့ဒါအကောင်းမဟုတ်ဘူးတဲ့ကံမင်းတရားရဲ့တင်းကိုအထာတာကမွေဆိုးလေးကောင်အထာတယ်ဘာအထာလဲတင်းကြိုက်တယ်လို့ကြွေးကြိုက်တယ်လို့မွေသူ့ကိုတရားကြည်မြောင်မွေးကျင်တယ်လို့မွေးကြွေးကျင်တယ်လို့ကြွေးသူကတော့ကြိုက်မှာပဲမကြိုက်ဘူးလားအခုဥသိနေဘာကြိုက်ခံနေရမွေကြိုက်ခံနေရတယ်မလီအဲ့ဒါတော့ပျော်ပျော်ပဲနော်ဒါတော့ကြိုက်နေတဲ့ကြားတွေတော့ပျော်ပျော်ပဲလုပ်နေတယ်ဟုတ်ပြီလားပြောမနေနဲ့တစ်ချိန်ကြီးကြလို့ဆိုရင်အသေးကြိုက်မှာအခုတော့သေလောက်တဲ့နီးနီးတော့မဖြစ်လာဘူးလားဖြစ်လာပြီးတော့ကြပါဖြစ်အောင်ကြိုက်မှာလေအသေးအောင်ကြိုက်လိမ့်မယ်အဲ့ဒါကြောင့်သိလွတ်အောင်ပြေးဆိုတာကတရားအထုတ်ခိုင်းတာလွတ်အောင်ပြေးဆိုတာဘာလို့ခိုင်းတာတရားအထုတ်နေတာဘာလို့နေတာလဲမင်းပြေးနေတယ်ဟုတ်ပြီလားပြေးနေတော့တကယ်ရန်သူသာနောက်ကလိုက်နေပြေးလို့စီနောက်ပြန်ကြည့်အောင်ပါလားကိုဦးစည်းနေဘယ်လိုပြေးနေလက်ကြည့်နဲ့ပြေးနေတာဘယ်လိုပြေးနေတာလက်ကြည့်နေအိမ်ပြန်ကြည်သေးတယ်ပေါ့ဟမ်အမလေးလက်ကြည့်နဲ့ပြေးနေတယ်ဘွားနဲ့တင်တာတသားနဲ့ကြောက်တယ်နောက်ကိုပြန်မကြည့်တယ်ဟိုကလိုက်နေတာမွေကြီးလေးကောင်ကမလိုက်ဘူးလားငါကျွန်းထွက်ပြေးပြီမွေကြီးလေးကောင်ရဲ့ကျွန်းဦးသိနေပါလေအမလေးလူရဲ့ကျွန်းဆိုတော်သေးမွေကျွန်းဆိုတော့ကောင်းသေးလားမွေရင်းယောက်ျားဟုတ်ပြီလားမွေကိုကျင်ကြီးလည်းဆွတ်မပေးရဘူးလားကျင်ငယ်လည်းဆွတ်မပေးရဘူးလားရေလည်းချုံမပေးရဘူးလားအေးစားလည်းကျွေးမပေးရဘူးလားတိတ်လည်းတိတ်မပေးရဘူးလားဘသူကျွန်းခံနေရမွေကျွန်းခံနေရတယ်ဦးသိန်းဒီပြောလားဦးသိန်းနေမပြောအိမ်မှာပဲပြောတယ်မပြောဘူးတဲ့သူဝေကျွေးရတာမပြောအဲ့ဒါပရမေဗုဒ္ဓမိတ်ကောင်းမှဆိုကြည့်ပရမေဗုဒ္ဓမိတ်ကောင်းမှ၍ပရမေဗုဒ္ဓမိတ်ကောင်းမှ၍ဘဝဝတ်နှောင်းမွေလေးကောင်းမှပရမေဗုဒ္ဓမိတ်ကောင်းမှ၍ဘဝဝတ်နှောင်းမွေလေးကောင်းမှလွန်အောင်ယုံထွေပြေးပါလျက်လေလွတ်အောင်ယုံထွေပြေးပါလျက်လေတရားထုတ်တယ်ဆိုတာမလုပ်နေတာလေပြေးနေတာခေါ်နေဘာနေလွတ်အောင်ပြေးတာလေငွေလေးကောင်မှလွတ်အောင်ယုံထွက်ပြီးတော့ပြေးနေတယ်တဲ့ခန္ဓာကိုယ်ထဲမှာနာရင်လည်းဘယ်လိုရှုရမလဲယုတ်ကျင်ရင်လည်းဘယ်လိုရှုရမလဲထုံရောညောင်းရောတောင်းရောတင်းရောမူးရင်ရောအောက်ကလေးဆန်ရောအဲ့ဒါဘာလုပ်နေတာလဲမင်းပြေးနေတယ်ဘာလုပ်နေတာလဲအဲ့လိုပြေးနေတဲ့ခြာကန်တွေကနေပရိမေဝဒမေကဘဝဝနာမွေလေးကောင်မှလွန်အောင်ရုပ်ထွေပြေးပါလျက်လေဆိုကြည့်လက်နဲ့ကိုယ်စီစွဲကိုင်းချီ၍လက်နဲ့ကိုယ်စီစွဲကိုင်းချီ၍လောကီခန္ဓာငါးပြာဟုသာသူသာမြားနှင့်လောကီခန္ဓာငါးပြားဟူသာသူသာများနှင့်ထံဘာကခာသခွင့်ရှာသည်အဲ့လိုပြေးနေတဲ့ကြားတွေကမိမိတို့နောက်ကိုခန္ဓာ၅ပါးတည်းဟူသောလူသားသမား၅ယောက်ကလိုက်လာပြန်သည်လူသားသမားပဲ2ယောက်ခန္ဓာ၅ပါးသည်လူသားသမား9ယောက်တဲ့ဟုတ်ပြီလားခုနကတော့မွေဆိုးဘယ်နှကောင်လဲ4ကောင်ဆိုတော့ရုပ်တရားတက်တက်ကိုပြောနေတာငွေသွေး4ကောင်ဆိုတာဗာတရားတက်တက်အခုခန္ဓာ၅ပါးတည်းဟူသောလူသားသမားဆိုတာယုံနာ2ပါးပဲဟုတ်ပြီလားကဲယုတ်ကလည်းနာမ်ကိုမတတ်ဘူးလားနာမ်ကလည်းယုတ်ကိုမတတ်ဘူးလားယုတ်ချင်းလည်းမတတ်ဘူးလားနာမ်ချင်းလည်းမတတ်ဘူးလားအေးခန္ဓာ၅ပါးသည်ဗာလဲမေးလူသားသမား
အခုယောဂီတွေတရားထုတ်တယ်ဆိုတာဘာကြည့်တာလဲမေးရင်အဲ့ဒါတတ်နေတာကိုကြည့်နေတာဘာကိုကြည့်တာလဲအေးတယောက်နဲ့တယောက်ခန္ဓာတစ်ပါးနဲ့ခန္ဓာတစ်ပါးခန္ဓာတစ်ပါးနဲ့ခန္ဓာတစ်ပါးတတ်နေတာကိုကြည့်နေတာပဲဟုတ်ပြီလားဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာလူနှစ်ယောက်ဆိုတော့ဒီလူနှစ်ယောက်တယောက်နဲ့တယောက်ခုတ်လိုက်ထစ်လိုက်တတ်လိုက်ဖြတ်လိုက်ထိုးလိုက်ကြိတ်လိုက်ဆိုတော့ဒီနာကန်ဒီထိုင်ကြည့်နေလို့ရှိရင်ဥသိနေမှာနာကျင်ကြိုက်ခဲမှုဖြစ်လာသူတို့နှစ်ယောက်တတ်နေတာကြည့်ရတော့စိတ်ချမ်းသာတာအေးကိုနာလို့မချမ်းသာတာလားအမြင်မချမ်းသာတာတရားထုတ်တဲ့အဲ့ဒီသဘောပဲယောဂီကတော့ကိုနေချမ်းချမ်းသာသာထိုင်ပြီးတော့မှအေးအေးဆေးဆေးမြတ်မြတ်တတာအားထုတ်ဒါပေမဲ့ကြည့်လိုက်တော့ဓမ္မကခန္ဓာကခန္ဓာတစ်ပါးသခန္ဓာတစ်ပါးကခန္ဓာတစ်ပါးသခန္ဓာတစ်ပါးကခန္ဓာတစ်ပါးသဟိုမှာလဲကွယ်သေးကြည့်ပျက်စီးနေတဲ့သဘောတွေမမြင်ရဘူးလားဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ဒါတတ်လို့ဖြတ်လို့သေးကြည့်နေတာလူနှစ်ယောက်အပြန်လဲရံဖြစ်ထုတ်ကိုတတ်ကြတယ်ကြည့်ရတော့ကိုယ်မှာတော့နာလာကျင်တာကြိုက်တာခဲ့တယ်သူတို့မှတော့ဒုက္ခမရောက်ဘူးလားအဲ့တော့ခန္ဓာဒုက္ခရောက်တာလားလူဒုက္ခရောက်တာလားအေးခန္ဓာဒုက္ခရောက်တော့ယောဂီကဘာထိုင်လို့ရတယ်နေသားသလိုနေပြီးတော့ကြည်နေဉာဏ်မျက်စိနဲ့ကြည်နေဒါကြောင့်တရားသဘောကလူနေချမ်းသာကိုနေချမ်းသာဉာဏ်မြင်စင်းရေးဆိုတာကိုပြောတာဟုတ်ပြီလားဘာနေချမ်းသာလဲဉာဏ်မြင်ပါဖြစ်လေအဲ့တော့နားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ထုံတယ်ညောင်းတယ်တောက်တယ်တင်းတယ်ဆိုတာခန္ဓာတစ်ပါးကခန္ဓာတစ်ပါးကိုတတ်နေသည်မတတ်ဘူးလားအဲ့ဒါခန္ဓာသည်ဘာလဲမေးလူသတမခန္ဓာဘာသာလဲခန္ဓာရှိရင်မသိရဘူးလားအေးသိရတယ်ဆိုတာအလိုလိုသိတာလားလူသတမကတတ်လို့သိရတာလားဒါမိမိတို့ကိုယ်ထဲမှာလူသတမပဲ2ယောက်ရှိ9ယောက်ဥသိနေပေါ့နေပါလားမွေစိုးလေးကောင်ကလည်းအပြင်မှာလားအတွင်းမှာလားအတွင်းမှာသူကလည်းပဲမကြိုက်ဘူးလားကြိုက်လားလူသားသမား9ယောက်ကလည်းမတတ်ဘူးလားတတ်နေလားအလကားနေလားတတ်နေလားတတ်နေတယ်ဟုတ်ပြီလားအေးအဲ့ဒါကြောင့်မလို့လူသားသမားနဲ့ပြောလို့ရှိရင်တော့အခုရူပခန္ဓာဆိုတာကလူသားသမားတယောက်ရူပခန္ဓာကဘာလဲဝေဒနာခန္ဓာဆိုတာလေလူသားသမားတယောက်သင်္ညေခန္ဓာဆိုတာလူသားသမားတယောက်သင်္ခါရခန္ဓာဆိုတော့လူသားသမားတယောက်ဝိညာဉ်ခန္ဓာဆိုတော့လူသားသမားတယောက်ဟုတ်ပြီလားအဲလူသားသမား9ယောက်ကလည်းပဲအပြန်အလှန်မတတ်ဘူးလားအခုယောဂီခန္ဓာကိုကြီးကိုလည်းသူကလည်းမတတ်ဘူးလားတတ်တယ်ဟုတ်ပြီလားအဲဒါကြောင့်မို့လို့သူတို့ကိုလည်းကြောက်เสียမကောင်းလားကြောက်လို့ရှိရင်အဲလူသားသမား9ယောက်ကနေပဲမွေစိုးလေးကောင်ကလည်းလိုက်တယ်လူသားသမား9ယောက်ကလည်းလိုက်တယ်ဆိုတော့ပေါ့ပြေးရမှာလားအလုံးနှင်းမြန်သွားပြေးရမှာလားပြေးတယ်ဆိုတာဘာလို့နေတာလဲရှုပွားအားထုတ်နေတာပြေးတယ်ဆိုတာဘာလို့နေတာအလကားနေရမှာလားပြေးနေရမှာလားအလကားနေရမှာလားရှုနေရမှာလားရှုနေမရှုရင်မွေကြိုက်ခံနေတဲ့လူသားသမား9ယောက်ကိုလဲဆင်းပြီးတော့အသက်ခံနေတာ ਨੇ အတူတူပဲဟုတ်ပြီလားအဲ့လိုဆိုအဲ့လိုအသက်ခံနေလူညံလားလူဖြင်းလားလူကောင်းလားဥသိနေအညံလားအဖြင်းလားအကောင်းလားဟမ်ဘာတွေကောင်းလို့ပြောအကောင်းနေပါလေသူတို့အသက်ခံနေပါတော့အရှုနေမှာအကောင်းတော့အသက်ခံနေအဖြင်းပဲအတင်းပြောနေရင်လည်းအဖြင်းပဲဟုတ်ပြီလားအလကားနေအမရွာထဲမှာတောက်စားပြီးတော့တမရတွေလိုက်ရမ်းနေနေတာအဖြင်းပဲဟုတ်ပြီလားဘာလို့မှလဲပြေးရမှာလားပြေးတယ်ဆိုတာဘာလို့ထားလဲရှူးတဲ့အဲ့တော့အခုကိုနိစ္စပါတော့ကိုယ်ထဲမှာဖြစ်သမျှကိုဘယ်လိုရှုမလဲယုတ်ကိုနိစ္စပါတော့ကိုယ်ထဲမှာဖြစ်သမျှဘယ်လိုရှုယုတ်လို့ရှုလို့ရှိရင်ရူပခန္ဓာတည်းတော့မွေကိုမတတ်ဘူးလားအေးမွေကိုတတ်တယ်လို့လည်းခေါ်တယ်တော့ဖို့ခန္ဓာလူသားသမားကိုတတ်တယ်လို့လည်းမခေါ်ဘူးလားခတ်တယ်နော်ဝိုင်းတို့စိတ်နေစပါတော့စိတ်ထဲမှာဖြစ်သမျှကြတော့ဗာလဲနာဆိုလို့ရှိရင်ဘုန်းကြီးတို့ဓမ္မဝေဒနာမွေဝေဒနာလူသားသမသင်ညာလူသားသမသင်္ခါရလူသားသမဝိညာဉ်လူသားသမမရှိဘူးလားလူသားသမပဲ2ယောက်4ယောက်ဟုတ်ပြီလားနာလူသားသမကပဲ2ယောက်ရုပ်လူသားသမက1ယောက်ရုပ်လူသားသမက1ယောက်နာလူသားသမက4ယောက်ခန္ဓာ5ပါးမဖြစ်သွားဘူးလားမွေကြီး4ကောင်ဆိုလို့ရှိရင်ရုပ်တရားတွေကြီးပဲမွေကြီး4ကောင်ကဘာတရားတွေလဲရုပ်တရားတွေကြီးပဲဟုတ်ပြီလားအဲ့ဒါရုပ်ရှုလို့ရှိရင်လည်းပဲနိဗ္ဗာန်မရောက်ဘူးလားရောက်တယ်နာရှုလည်းနိဗ္ဗာန်မရောက်ဘူးလားယံကရုပ်ရှုနာကနာရှုလည်းနိဗ္ဗာန်မရောက်ဘူးလား
ရောက်တာပဲအဲဒါကြောင့်မလို့အဲ့လိုပြေးတဲ့ချိန်ကကြတော့ရှုနေတယ်ပွားနေတယ်အာထုတ်နေတယ်ဆိုတာဘာလို့တာလဲပြေးနေတယ်ဗရမေဗုဒ္ဓမိတ်ကောင်းပါရဲ့ဘဝဝနှောင်မွေလေးကောင်းမှလွတ်အောင်ရုပ်တွေပြေးပါလေလေလဲနဲ့ကိုယ်စီဆွဲကိုင်းချီလောကီခန္ဓာ၅ပြားဟုလာလူသားများနဲ့ဓမ္မကခွာတခင်ရှာသည်ဆိုကြည့်တဏှာခေါ်မှတွင်လူသတ္တုတဏှာခေါ်မှတွင်လူသတ္တုထက်ချက်မကွာလိုက်လျက်ပါဤတဏှာခေါ်မှတွင်လူသတ္တုထက်ချက်မကွာလိုက်လျက်ပါဤအဲ့တော့မိကောင်းကနေအမောင်းနဲ့မွေကျိုးလေးကောင်ကတင်းနောက်ကိုနောက်ကနေပြီးတော့လိုက်နေတယ်အဲ့ဒါလူသားသမား၅ယောက်ကလည်းတင်းကိုတွေ့တဲ့နေရာမှာတတ်မယ်ဆိုနောက်ကလိုက်နေတယ်လဲနဲ့ကိုကြီးကံပြီးတော့လိုက်နေတယ်အမောင်းပြေးလေတော့ဆိုတော့ပြေးနေတဲ့ခါမိကောင်းဆွေကောင်းကြီးကနေအမောင်းပြေးအဲ့ဒါအတွင်းလူသားသမားကလည်းတန်လျက်ကံပြီးတော့တင်းကိုတွေ့တဲ့နေရာမှာခေါင်းဖြတ်တတ်မယ်ဆိုလိုက်တယ်လို့အတွင်းလူသားသမားဆိုတာတဏှာအတွင်းလူသားသမားဆိုတာဘာလဲအတွင်းလူသားသမားတဏှာကဲအတွင်းလူသားသမားနဲ့အပြင်လူသားသမားဘယ်ဟာကကြောက်เสียအကောင်းဦးစင်းนี่ကြောက်လို့လားမကြောက်ပါဘူးအိမ်တကားကိုအစွဲကြီးပိတ်တယ်ဆိုတာဘယ်ဟာကြောက်လို့ပဲအပြင်လူသားသမားကြောက်လို့လားအတွင်းလူသားသမားကြောက်လို့လားဩတကားစောတော့ပိတ်ဟုတ်ပြီလားအေးတန်ဖိုးတွေဣတိပိသောရွတ်တာဘာကြောက်လို့အပြင်လူသားသမားအမလီတန်ဖိုးတွေဣတိပိသောတွေရွတ်လျော့ကဲအတွင်းမှာတော့ဘာရှိတယ်လူသားသမားကရှိနေတော့လွတ်မလားအေးဦးစင်းနေကြောက်တာကအပြင်ယံနှိမ့်ဆက်နေတာကဘယ်သူကနှိမ့်ဆက်တယ်အတွင်းတဏှာဟုတ်ပြီလားတဏှာကချော့တတ်လား၆တတ်လားဦးသိန်းနေချော့တတ်ကြိုက်လား၆တတ်ကြိုက်လားဘာကြိုက်သူချော့တတ်ကြိုက်ဘာတတ်ကြိုက်ဦးသိန်းနေဘာတတ်ခံရချော့တတ်ခံဟုတ်ပြီလားအမဒီမတော်ပါနဲ့အိုးရှင်မရှိရင်ကျမဘယ်လိုကနေလို့မဖြစ်ဘူးဆိုတော့အဲ့တော့ဘာသာကချောတတ်တာပေါ့ဟုတ်ပြီလားအမလီသွားကြတော့အမလီရှင်မရှိတယ်ဘာမှမဖြစ်ဘူးဆိုရင်တော့အဲ့ဒါ6တတ်ဟုတ်ပြီလားအခုဘာသာခံဦးသေး6တတ်ကြိုက်တယ်နော်တဏှာလူသားသမားကအဲ့ဒါ6တတ်တယ်ဟုတ်ပြီလားဒီဘဝထောင်ထဲမှာသွင်းပြီးတော့မှ तू ကချော့ပြီးတော့မတတ်ဘူးလားတတ်ခံမယ်နော်တတ်ခံမလားပြေးမလားမပြေးပါနဲ့တပည့်ခါကျအိမ်သားပြန်ပြီးတော့အတတ်ခံမလုပ်မှလည်းအေးတတ်ချင်တတ်ငါကဆက်စပေးပဲဘာလုပ်မှလဲဆက်စင်တာပေးလိုက်တော့ဟုတ်ပြီလားနေချော့တတ်နေခိုင်းချင်တာကုန်ခိုင်းငါအကုန်လုံးမလုပ်ဘူးလားလုပ်လားတော့မှဘာဖြစ်နေမလုပ်လို့ဖြစ်မှာလဲသူကချော့ထားတာကြီးဟုတ်ပြီလားအဲ့တော့တဏှာခေါ်မှတွင်းသူတို့ထက်ချက်မှာကွာလိုက်လျက်ပါဤဘဲသွားတာဘသူပါလဲတဏှာလူသားသမားကမပါဘူးလားပြီးတော့ချော့ပြီးတော့ပြန်မခေါ်ဘူးလားချော့ပြန်ခေါ်တာချော့ပြီးတော့မှဟိုကြတော့ကမခါယူလားတေးသေးကြည်ကြည်လို့ဟုတ်ပြီလားဘဲသွားတာဘဲပြန်မှာဘသူကပြန်ခေါ်တော့တဏှာချော့ပြီးတော့ခိုင်း6ခိုင်းလား6ခိုင်းအေးဦးသိန်းနေတော့6ခိုင်းကြောက်တယ်ကြိုက်တယ်နော်အေးတဏှာကောမတွင်းလို့ထက်ကြမှာကလိုက်လျက်ပါကြီးအဲ့တော့လိုက်တော့ဟိုမှာကမွေစိုးလေးကောင်ကလည်းမလိုက်ဘူးလားလူသားသမား9ယောက်ကလည်းလက်နဲ့ကိုယ်စီနဲ့မလိုက်ဘူးလားအေးတဏှာလူသားသမားကလည်းမလိုက်ဘူးလားတန်လျက်ကံနဲ့တွေးတဲ့နေရာမှာခေါင်းဖြတ်တတ်မယ်လို့ဆိုတော့ဟိုကပါရမီဗုဒ္ဓဆိုတဲ့မိကောင်းဆွေကောင်းကြီးတဲ့ဘုရားရှင်ကိုယ်တော်အမောင်ပြေးလို့ဆိုတော့ခြေဥတရမပြေးရဘူးလားပြေးရတော့ဘယ်ရောက်သွားလဲဆိုတော့ရွာပြည့်ကြီးတစ်ခုတည်းရောက်သွားတယ်တဲ့ဘယ်ရောက်သွားလဲအမလီရွာပြည့်ကြီးရောက်တော့အာကိုးစရာကြီးရွာပြည့်ကြီးကလည်းအိမ်6လုံးပဲရှိတယ်ဘယ်နှလုံးပဲရှိတယ်အိမ်6လုံးရွာပြည့်ဆိုတော့လူရှိသေးလားလူမှမရှိဘဲနဲ့စားစရာတောက်စရာတွေလည်းရှိလားဘယ်အိမ်နဲ့ဝင်လိုက်ဘာမှမရှိဘူးတဲ့အချင်းကြီးပဲဟုတ်ပြီလားဘယ်အိုးတွေခွက်တွေပဲသွားပြီးတော့နှိုက်လိုက်နေတယ်ဘာမှစားစရာတောက်စရာမရှိအချင်းကြီးပဲအဲ့တော့ဟိုမှာနဲ့နောက်ကလိုက်လို့ပြေးရတာအမောတော့ကမပြေးရဘူးလားဒီရွာပြည့်ကြီးတယ်မှာစားစရာတောက်စရာ
ပုံးစရာအောင်းစရာအားကိုးစရာဘာများရှိဘာမှမရှိဘူးဟုတ်ပြီလားရွာပြည့်ကြီးဆိုတာဘာလဲမေးလို့စီမျက်စိနာနာလျာကိုယ်စိတ်ဆိုကြတာမအောင်မျက်စိနာနှာခေါင်းလျာကိုယ်စိတ်ဘယ်နှမျိုးလဲအဲ့ဒါမျက်စိဆိုတာကမျက်စိအကြည်ရုပ်ကိုခေါ်တယ်မျက်စိအုံကြီးကိုခေါ်တာလားမျက်စိအကြည်ရုပ်နားအကြည်ရုပ်နှာခေါင်းအကြည်ရုပ်လျှာအကြည်ရုပ်ကိုယ်အကြည်ရုပ်ပဲနှမျိုးလဲ၅မျိုးရှိသေးတယ်အဲ့နှမျိုးမျက်စိအကြည်နားအကြည်နှာခေါင်းအကြည်လျှာအကြည်ကိုယ်အကြည်ဘယ်နှကြည်လဲနောက်ပါအခုမိမိတို့မျက်စိမရှိဘူးလားအခုဒီစက်ဝိုင်းကိုမြင်ရတာကြည်လို့မြင်ရတာလားမကြည်လို့မြင်ရတာဥပမာပြောမယ်ဆိုလို့ကျင်ဟောတယ်မှန်ရင်တစ်ချက်ထောင်တာဗရာမတုတ်ဘူးဆိုရင်မှန်ထဲမှာအရိတ်ထင်လာနောက်ကဗရာအကြည်လေးတုတ်လိုက်တော့ရှေ့မှာလူသွားရချင်မထင်ဘူးလားဒါဘာပဲလို့ထင်တာလဲဗရာအကြည်ကြောင့်ထင်တာဟုတ်ပြီလားအခုလည်းဒီစက်ဝိုင်းကြီးကိုမိမိတို့မျက်စိထဲမှာမြင်ရတာဘာလို့မြင်ရတာမျက်စိအကြည်ရုပ်ကြောင့်ဘာရုပ်ကြောင့်မြင်ရတာအကြည်ရုပ်အဲ့ဒီအကြည်ရုပ်ကိုဒီကအဆင်းကလာပြီးတော့မှထိကြိုက်တာဘယ်သူကလာထိကြိုက်တာအဆင်းကလာပြီးတော့ဘယ်သူကိုထိကြိုက်တာလဲအကြည်ရုပ်ကိုထိကြိုက်တာဟုတ်ပြီလားထိကြိုက်လို့စီဥမာဆိုတော့ကဲဓမ္မစီမျက်နှာပြင်ကြီးဆိုတော့ဗာမျက်နှာပြင်ကြီးလေတရေကြက်တဲ့စီမျက်နှာပြင်ကြီးတုံးနဲ့တစ်ချက်ရိုက်လိုက်လို့စီတစ်ချက်မပွန်းသွားဘူးလားတစ်ချက်ရိုက်ရင်တစ်ချက်မပွန်းသွားဘူးလားဘသူလဲပွန်းဘသူလဲပွန်းလဲတုံးလဲပွန်းမျက်နှာပြင်လည်းမပွန်းဘူးလားဘူးလဲဒီလိုပဲမိမိတို့မျက်စိအကြည်ကိုဒီအဆင်းဆိုတာဘာနဲ့တူဒုတ်နဲ့တူအဆင်းကဘာနဲ့တူလဲအဆင်းဒီဟုသောဒုက္ခနေပြီးတော့မျက်စိအကြည်ဒီဟုသောစီမျက်နှာပြင်ကိုလာပြီးတော့ထိကြိုက်တယ်ဆိုလို့ရှိရင်အဆင်းဒီဟုသောဒုတ်လဲပြည့်မျက်စိအကြည်ဒီဟုသောရုပ်လဲဘာဖြစ်လဲပြည့်မပြည့်ဘူးလားဘယ်နှခုပြည့်အောက်ချစ်သည့်နှလုံးကိုဟိုဘက်ဒီဘက်ကင်ပြီးတော့ထုလိုက်ဘယ်သူကွဲလဲဘာလို့နှလုံးစလုံးကွဲလဲဘာလို့နှလုံးစလုံးကွဲတာလဲထုလို့ကွဲတာလားကွဲတတ်လို့ကွဲတာလားထုလို့ကွဲတာဒါပြင်တန်တုံးထတုတ်ကင်ထုကွဲရောလားဘာလို့မကွဲတာထုလို့ကွဲတာလေကွဲတတ်တဲ့သဘောရှိလို့ကွဲတာပေါ့ဟုတ်ဘူးလားအခုအစင်းနဲ့ဒီမျက်စိနဲ့မစုံဘူးလားအစင်းနဲ့မျက်စိနဲ့စုံတဲ့ချိန်ကတော့အစင်းလည်းမပြည့်ဘူးလားဒီမျက်စိအကြည်ရုပ်လည်းမပြည့်ဘူးလားပြည့်တယ်အဲ့ပြည့်သွားတဲ့အကြည်ရုပ်မှာကအားကိုးစရာဘာရှိအားထားစရာဘာရှိပုံးစရာဘာရှိတောက်စရာစားစရာလည်းဘာရှိခုနကရွာပြည့်ကြီးဆိုတာဒါပဲမျက်စိအကြည်ဒီရွာပြည့်ကြီးတစ်ခုဟုတ်ပြီလားရွာပြည့်ကအိမ်တစ်လုံးမဖြစ်သွားဘူးလားနားအကြည်ဆိုတော့ကဲနားအကြည်လည်းပဲဒီလိုအတန်မျိုးစုံတတ်တာယုံဒုတ်တွေကလာပြီးတော့မရိုက်ဘူးလားရိုက်တော့နားအကြည်ယုံလည်းမပြည့်ဘူးလားအခုဦးသိန်းနေမျက်စိပြာသွားတာဘာလို့ပြာသွားတာသိလားအသက်ကြီးလို့ပြာသွားတာဘာလို့ပြာသွားတာအခုပွဲကြည့်တယ်ဆိုတာဘာသာလို့အရိုက်သွားခံဟုတ်ကလားဗီဒီယိုကြည့်တယ်ဆိုဘာလုပ်ခံလဲအရိုက်ခံတယ်ငါရိုက်ပါပေါ့ငါကန့်ရင်ကန့်ပါစေပြက်ရင်ပြက်ပါစေဟုတ်ပြီလားအဲ့ဒါအဆင်းကမျက်စိအကြည့်ကိုလာရိုက်တယ်အတန်ကနားအကြည့်ကိုမရိုက်ဘူးလားအနံ့ကနှာခေါင်းအကြည့်ကိုမရိုက်ဘူးလားအရသာကလျှာအကြည့်ကိုမရိုက်ဘူးလားအတွေ့အထိမျိုးသောဘုဒ္ဓဘာသာကကိုယ်အကြည့်ကိုမရိုက်ဘူးလားအဲ့တော့မိမိတို့တဖြည်းဖြည်းနဲ့အရေကုန်နဲ့လဲတွန့်လာရင့်လာမဖြစ်လာဘူးလားပျက်စီးကုန်တယ်ဘာဖြစ်လို့ပျက်စီးကုန်တာအရိုက်ခံရလို့ဟုတ်ပြီလားအဲ့ဒါမိမိတို့ကနေပြီးတော့ဖြစ်လာပါလားပြက်သွားပါလားဖြစ်လာပါလားပြက်သွားပါလားဆိုတော့မှဖြစ်တဲ့ပြက်တဲ့သဘောတွေကိုမိမိတို့ကစောင့်ကြည့်တယ်ဆိုတာဘာလို့တာပြေးနေတာကြည့်တယ်ဆိုတာဘာလို့တာအဲ့တော့ကိုနစ်စပ်ပဲတော့ဘုန်းကြီးမျက်စိနဲ့မြင်သမျှအစင်မျိုးသောရူပါယုံကိုရုပ်လို့ရှုရင်မရှုလို့စီမျက်စိအကြည့်ကိုဘာလို့ရမလဲရုပ်လို့ရှုမရှုလို့စီအသိကိုဘာလို့နာလို့ရှုဟုတ်ပြီလားမျက်စိနဲ့မြင်သမျှကိုကြတော့ဘယ်လိုရှုရမှာလဲရုပ်မျက်စိအကြည့်ကိုကြတော့လေရုပ်အခုမြင်လို့သိတဲ့အသိကြတော့နာ
ဟုတ်ပြီလားအဲ့လိုရွှေ့ရင်ဘာဖြစ်လဲပြေးနေတယ်ရွှေ့ရင်ဘာဖြစ်တာလဲရွာပြည့်ကြီးထဲမှာနေလားပြေးလားဘာဖြစ်လို့ရွာပြည့်ကြီးရဲ့အာကိုစရာရှိလားကဲနားနဲ့အတန်နဲ့ဆုံးလို့စီနားကလည်းဘာတရားရုပ်တရားအတန်ကလည်းဘာတရားရုပ်တရားဆိုတော့ဘာသာကြဘာလို့ရမလဲရုပ်လို့ရှုဆဲတန်ကြရင်ရောရှိမန်းတာကြရင်ရောကဲရတန်ကြရင်ရောငိုတန်ကြရင်ရောရည်တန်ကြရင်ရောရုပ်လို့ရှုဆိုရင်ကဲမိမိတို့မှာအကုသိုလ်တရားတွေမကင်းဘူးလားဝိပဿနာကုသိုလ်ကြီးမရဘူးလားတိတိတည်းများကြတာဘယ်လိုရှုမလဲနာတိတာကြဘယ်လိုရှုမလဲအဲ့ဒါဆိုမပြေးဘူးလားပြေးတာဘယ်ကနေပြေးနေတာရွာပြကြီးထဲမှာနေစခါထွက်ပြေးပြန်ဘယ်ကနေပြေးတာရွာပြကြီးကနေပြေးရမှာဟုတ်ပြီလားအဲ့တော့နှာခေါင်းနဲ့အနတ်နဲ့ဆုံလို့ရှိရင်လည်းမနံဘူးလားမှုေးလည်းပဲလို့ရှုရမှာလဲရုပ်နံလည်းပုတ်လည်းအဲ့ဒါရုပ်လို့ရှုနှာခေါင်းအကြည့်ကြတယ်ရုပ်လို့ရှုအနတ်မျိုးစုံခန္ဓာယုံကိုသိတဲ့အသိကြတော့ပဲလို့ရှုမလဲနံဟုတ်ပြီလားအခုရှာနဲ့အရသာနဲ့မဆုံဘူးလားအဲ့ဒါရှာအကြီးဆိုတာဘာတရားလဲရွာပြည့်ကြီးဟုတ်ပြီလားဘာတရားလဲရုပ်တရားပဲအရသာမျိုးဆိုရတ္တယုံကလည်းဘာတရားလဲရုပ်တရားချိုလည်းပဲလို့ရှုရမှာလေရှင်လည်းပဲလို့ရှုစက်လည်းပဲလို့ရှုငံလည်းပဲလို့ရှုဖန်လည်းပဲလို့ရှုခါလည်းပဲလို့ရှုသွားကင်လည်းပူရင်လည်းပဲလို့ရှုအေးရင်လည်းပဲလို့ရှုမာရင်လည်းပဲလို့ရှုပြော့ရင်လည်းပဲလို့ရှုအဲ့ဒါဘာလို့နေတာလဲမေးပြေးနေတယ်ဘာလို့နေတာလဲဦးစင်းနေပြေးမလားခေါင်းဆင်းခံမလားဟုတ်ကဲ့လားကြောက်တယ်ပေါ့လေတေးဘောကြောက်တယ်ပေါ့လေအဲ့ဒါပြေးရမယ်ဟုတ်ပြီလားအဲ့လိုပြေးရင်ပြေးမပြေးလို့ရှိရင်တော့မင်းတို့ခေါင်းဆင်းခံနေဆိုရင်တော့အညံ့အပြင်းပဲဟုတ်ပြီလားကိုမလာပြီးတော့ထိကျင်တာနဲ့ထိတည်သမျှဒီဘာတရားရုပ်တရားအထိခံတဲ့တရားကလည်းရုပ်တရားထိလို့သိတာကြတော့နံတရားဟုတ်ပြီလားစိတ်နဲ့သဘောတရားနဲ့ဆိုလို့ရှိရင်တော့ဘုံနဲ့သဘောတရားမှာရုပ်သဘောတရားဆိုရုပ်လို့ရှုနံသဘောတရားကိုနံလို့ရှုဒါဘာလို့နေတာပြေးနေတယ်အဲလိုပြေးတဲ့ကြားတွေကနေဘုရားရှိခိုးတော်မြတ်ကြီးကဓမြတတနောက်ကနေပြီးတော့တခါလာပြန်ပြီတဲ့ဟုတ်ပြီလားဗရမေဗုဒ္ဓမိကောင်းမရဲ့ဘဝဝင်တော်မွေလေးကောင်းမှလွတ်အောင်ယုံနဲ့ပြေးပါလေလေလက်နဲ့ကိုယ်စီဆွဲကန်းချီလောကီခန္ဓာ၅ပြားဟုသာသူတပြားနဲ့ဓမ္မကကတတ်ခွင့်ရှာသည်ဒါတဏှာခုံးတွင်းသူပါတို့ထက်ကြမှာကလိုက်လျက်ပါဤမပါလာဘူးလားရွာပြကြီးနဲ့ရွှေချောက်တဲ့ကကိုးွယ်မရစိတ်သုံးလှဤရွာပြကြီးကအာကိုရဘာတွေတွေ့ဒီမျက်စိထဲမှာဘာရှိနားထဲမှာရောနှာခေါင်းထဲမှာရောလျှာထဲမှာရောကိုယ်ထဲမှာရောစိတ်ထဲမှာရောဘာမှအာကိုရပြီးဖြစ်ပြီးတော့ပြည့်တဲ့သဘောတရားပဲရှိဟုတ်ပြီလားအဲ့တော့ပရမေဗုဒ္ဓမိကောင်းကနေပြီးတော့အမောင်အဲ့ရွာပြကြီးတွေကိုအခုလေးတည်းမဲ့ဓမြတတ6ယောက်ဝင်သွားတယ်ဓမြတတပဲမြောက်ဝင်သွားတယ်ဓမြဆိုတာကအစင်းမျိုးစုံရူပါယုံသည်ဓမြတရားအစင်းမျိုးစုံရူပါယုံသည်ပါလေအတ္တမျိုးစုံတတ္တယုံကဓမြတရားအနတ်မျိုးစုံခန္ဓာယုံကအယတမျိုးစုံရတ္တယုံကအတွေ့အထိမျိုးစုံဖုဒ္ဓဘာယုံကသဘောတရားမျိုးစုံဓမ္မယုံကဓမြပဲတယောက်အဲ့ဒီအစင်းကိုမိမိတို့ကကြည်ကျင်နေဆိုလို့ရှိရင်အစင်းစီမသွားရဘူးလားသွားတော့မိမိတို့မှာရှိထားတဲ့သီလသမာဓိပညာတွေကမကုန်ဘူးလားဘသူကြောင့်ကုန်သွားလဲအစင်းဆိုတဲ့ဓမြကတက်ယူလိုက်တာဟုတ်ပြီလားအစင်းဆိုတဲ့ဓမြကမိမိတို့မှာရှိတဲ့သီလသမာဓိပညာသုံးဖို့တတ္တသီလသုဒ္ဓစာကပညာဟိရိဥဒ္ဓဘာသူတော်ကောင်းတရားဥစ္စာရတနာတွေတိုက်မယူဘူးလားအဲ့တော့ပွဲကြည့်သွားတယ်ဆိုတာဘာလို့တာဓမြတိုက်ခံတာဘာဓမြတိုက်ခံတာအစင်းဓမြအတိုက်မခံရဘူးလားအတန်လေးသဘောကြတော့ဗာဓမြအတိုက်ခံအတန်ဓမြအတိုက်မခံဘူးလားအနံလေးသဘောကြတယ်ဆိုတော့အနတ်ဓမြကမတိုက်ဘူးလားအရသာလေးကြိုက်တယ်ဆိုတော့အရသာဓမြကမတိုက်ဘူးလားအတွေ့လေးသဘောကြတယ်ဆိုတော့မတိုက်ဘူးလားဦးသိန်းနေပလင်းထောင်တယ်ဆိုတော့ဗာဓမြအတိုက်တာဗာဓမြတိုက်တာတိုက်ကြဟုတ်ဘူးလားတိုက်ခံအောင်လား
ဓမြဆိုတဲ့ကွာပုံးရမှာလားပြေးရမှာလားအတိုက်ခံရမှာလားအခုဦးစင်းเนี่ยပြေးတယ်လားအတိုက်ခံတယ်ဟမ်ဘယ်တော့မှပြေးတာအခုပြေးခုမှပြေးအိမ်မှာနေတော့မလုပ်အတိုက်ခံတယ်မလီအတိုက်ခံတယ်သူတို့မှတော်တော်ပေါ်တယ်နဲ့အတိုက်ခံတယ်အဲ့ဒါဓမြ6ရောက်တဲ့အစင်းမျိုးစုံရူပါယုံဒီဓမြ1ရောက်ဟုတ်ပြီလားအစင်းကိုသဘောကျတယ်ဆိုရင်ဓမြမတိုက်သွားဘူးလားအတန်ကိုသဘောကျတယ်ဆိုရင်ရောအနတ်ကိုသဘောကျတယ်ဆိုရင်ရောအရသာကိုသဘောကျတယ်ဆိုရင်ရောအတွေ့အထိကိုသဘောကျတယ်ဆိုရင်ရောသဘောတရားကိုသဘောကျတယ်ဆိုရင်ရောတိုက်ပြီတဲ့အဲ့တော့ဓမြကိုမိမိတို့ကတတ်မှလားအတိုက်ခံမှာလားဘာလို့อ่ะတတ်ရဲလားဦးသိန်းနေလူဆိုးတွေပဲသူတတ်ရဲတယ်တတ်ရဲတယ်ဘာလို့တတ်မှာလဲဓမြကိုတတ်မေးဟုတ်ပြီလားမိမိတို့မှာရှိထားတာကတတ္တာသီလသုဒ္ဓစာကပညာဟိရိဥဒ္ဒဘာလို့ခေါ်တဲ့သူတော်ကောင်းဥစ္စာယရနာတွေမရှိဘူးလားအဲဒီသူတော်ကောင်းယရနာတွေကာကွယ်သောအဖြစ်ဓမြပဲနှစ်ယောက်ကိုတတ်6ရောက်အဲ့တော့မြင်သမျှကိုရုပ်လို့ရှုခြင်းသည်ဓမြကိုမတတ်ဘူးလားမြင်သမျှရုပ်လို့ရှုရင်ရှုမရှုရင်ဓမြကမတိုက်ဘူးလားဟုတ်ပြီလားရှုရင်ရှုမရှုရင်မလုပ်ပါနဲ့တိုက်မေကဲကိုယ်မှလည်းရှိတာကရွာကအကောင်းလားအပြစ်လားမျက်စိအကြည့်ဆိုတာဗာလဲရွာပြည့်ရွာကပြည့်ရတဲ့ကြားထဲမှာမရှိမဲ့လေးတခါဓမြကတိုက်ပြန်တော့ကုံရောပေါ့ဦးစီးနေကိုကရွာပြည့်ကြီးမှာဟုတ်ပြီလားရွာပြည့်ကြီးမှာမိမိတို့ကအုပ်ဆိုးနေရတာဘယ်မှာအုပ်ဆိုးနေရရွာပြည့်ကြီးမှာအုပ်ဆိုးနေရတာဟိုမှာကဓမြကလည်းအမြဲမတိုက်ဘူးလားမျက်စိဖွင့်ထားရင်ကဲအစင်းမျိုးစုံတို့ပါဓမြကမတိုက်ဘူးလားရှုရင်ရှုမရှုရင်တိုက်ပြီမကုန်ဘူးလားအခုရတာနဲ့ကုန်တာနဲ့ဘုရားများတယ်ကုန်တာများတယ်ဟုတ်ပြီလေခုဒီမှာတော့ကုန်တာများရင်တော့ဥစဉ်နေအိတ်ကြတော့ကုန်ပြီမရှိတော့ဘူးရတာကိုမရှိတော့ဘူးရှိအောင်မလားဟုတ်ပြီဒီမှာတော့ရပါလေထိုင်တော့တော့မှအပြည့်စုံရရအခုမိနစ်60မှာဘယ်20လောက်ရအမ30ကျော်တဲ့ရမယ်30ကျော်မိနစ်30သာကျော်လို့စီဦးစီးနေကောင်းငင်ပြန်နေအခုကောင်းငင်ပြန်မလားမြေရှိုးတော့လေးလာပေါ့ဟမ်လေးတယ်ဆိုရင်ဦးစီးနေမြေရှိုးတော့မတော့ပြအဲ့ဒါမိနစ်30လောက်ရလို့စီအပေါ်ပေါ့အမလီဒီတစ်ချိန်တည်းထိုင်ကောင်းတော့ပါလားတခါတော့ပြုံးဖြစ်နေအခုတော့မက်ခွက်နဲ့ကလာယောဂီနဝဆိုတုံချိနဲ့မလာနိုင်သေးဘူးအဲ့ဒီကဥသိနေမဟုတ်သေးဘူးတိုက်ခံရတရားကောင်းလို့ရှိရင်တော့အမလီငါအရင်ထိုင်လို့ကောင်းလို့အမလီမြတ်ခေါ်ပါသည်ဖြစ်နေတာအခုတော့ခေါ်မှာပဲကြောက်ဟုတ်ကဲ့ဥသိနေခေါ်မှာမကြောက်ဘူးလားဟုတ်ကဲ့လားခေါ်မှာမကြောက်ချင်တော့တော်သေးတာပေါ့အဲ့ဒါဆိုဓမြကိုကနိုင်လာတယ်လို့ခေါ်တယ်နော်ခေါ်မှကြောက်နေတယ်ဆိုရင်တော့ဓမြတိုက်မှပဲကြိုက်နေတယ်လို့ဖြစ်နေတယ်အဲ့တော့မျက်စိကအစင်းမျိုးစုံရူပါယုံကိုရုပ်လို့ရှုအတန်မျိုးစုံတတ္တယုံနာကအတန်မျိုးစုံတတ္တဘာလို့ရမှာလဲရုပ်လို့ရှုတယ်ဆိုတာဘာတတ်နေတာလဲဓမြတတ်နေတယ်လို့ခေါ်တယ်ဟုတ်ပြီလားအနတ်မျိုးစုံခန္ဓာယုံကိုရုပ်လို့ရှုတယ်ဆိုဘာတတ်တာလဲအယတမျိုးစုံရတ္တယုံကိုဘာလို့ရမှာလဲရှုမရှုရင်ဓမြအတိုက်ခံရပြီဟုတ်ပြီလားစားတဲ့အခါမှာဥသိနေဘယ်နှချက်လောက်ရှုပြတယ်တိတ်တော့မရှုပြဘူးနော်နေပြီးနေစင်းဆိုအတင်းမျိုးချနေတာလေဟုတ်ပြီရှုပြကြလားကိုယ်ဖွင့်ထားတာတော့မှပဲအမလီလွတ်ထားကများတယ်မရှုပြဘူးနေပြီးနေစင်းနဲ့အဲ့ဒါချနေလိုက်တပြားတိုက်ခံနေလိုက်တာအင်းကောင်းလို့စီခေါင်းတော့မဖော်တော့ဘူးဟုတ်ပြီအဲ့ဒါပဲကိုယ်နဲ့လေအတွေ့အထိတွေနဲ့လည်းကမထီပဲနဲ့နေလို့ရပူတာနဲ့လည်းမထီဘူးလားအေးတာနဲ့လည်းမထီဘူးလားမာတာနဲ့လည်းမထီဘူးလားပြောတာနဲ့လည်းမထီဘူးလားထီးစရာမျိုးစုံဖွတ်တာဘာယုံဒီအဲ့ဒါဓမြပဲဟုတ်ပြီလားတတ်မလားအတိုက်ခံမလားဟမ်တတ်မှာပါဗျာ
ပူတယ်ဆိုအမလီပူလိုက်တာဆိုကြီးတောင်ကြီးလိုက်တယ်မတိုက်ဖဲနဲ့အဲ့ဒါစိတ်နဲ့သဘောတရားနဲ့ဆုံလို့ရှိလည်းမလာဘူးလားအဲ့တော့အမောင်းနဲ့သူလွတ်အောင်ပြေးဆိုတော့ရွယ်ပြကြီးကနေထွက်ပြေးနောက်ကဓမြတ်တသား6ယောက်ကလည်းနောက်ကနေမလိုက်ဘူးလားလိုက်တော့မပြေးရဘူးလားဓမြတ်တသားအဲ့ဒါနောက်ကနေပြီးတော့လိုက်လာတဲ့အချိန်ကကျတော့ပြေးမိပြေးရပြေးတော့ဘယ်ရောက်လဲဆိုတော့ရေပြင်ကြီးကိုရောက်သွားပြီဘယ်ရောက်သွားလဲဘယ်ရောက်သွားလဲရေပြင်ကြီးတဲ့ဟုတ်ပြီလားရေပြင်ကြီးရောက်သွားပြီတဲ့အဲ့ရေပြင်ကြီးဆိုတာဘာလဲဆိုလို့ရှိရင်ဩဃလေးသွယ်မြစ်ပင်လေဗါတဲ့ဩဃလေးသွယ်မြစ်ပင်လေဟုတ်ပြီလားဩဃလေးသွယ်မြစ်ပင်လေညကတော့ဘုန်းကြီးတို့ပြောကြသေးတယ်ကာမောဃဘောဃဒိဋ္ဌောဃအဝိဇ္ဇောဃဩဃဘယ်နှပါလဲဩဃလေးသွယ်မြစ်ပင်လေဤဝေဘက်ကြသက်ကာယကဤဘကံဆိုတာကသက်ကာယဒိဋ္ဌိရေပြင်ကြီးကဒီမှာဘယ်ကန်းဆိုတာကဘာလဲသက်ကာယဒိဋ္ဌိတဲ့ဘာဒိဋ္ဌိသက်ကာယဆိုတာကပြောလို့ရှိရင်ထင်ရှားရှိတဲ့ရုပ်အပေါင်းနာမ်အပေါင်းကိုသက်ကာယလို့ခေါ်တယ်ထင်ရှားရှိတဲ့ရုပ်အပေါင်းနာမ်အပေါင်းကိုဘာလို့ခေါ်တာလဲအခုမိတို့ကိုမှအခုကြည့်လို့ရမျက်စိနာနာလျှာကိုယ်စိတ်ကိုခွဲလိုက်လို့ရှိရင်မျက်စိနာနာလျှာကိုယ်ကရုပ်စိတ်ကဘာလဲနာမ်ရုပ်နာမ်ပဲမရှိဘူးလားအဲ့ဒီယုံ nant ဒီပါလေသက်ကာယယုံ nant ဒီပါလေအဲ့ဒီယုံ nant လို့ခေါ်တဲ့သက်ကာယကိုယောဂီတွေကငါလို့လူလို့ပုဂ္ဂိုလ်တ attva ရဲ့ယောက်ျားမင်းမလို့ထင်လို့ရှိရင်ဒိဋ္ဌိဘာဖြစ်သွားလဲသက်ကာယမှာဒိဋ္ဌိမစွဲဘူးလားစွဲနေလားအဲသက်ကာယမှာဒိဋ္ဌိဖြစ်နေလို့ရှိရင်ဒီမှာဘယ်ကမ်းမှာလားဟိုမှာဘယ်ကမ်းမှာလားအဲ့ဒါဩဃလေးသွယ်မြစ်ပင်လည်းဤဝေဘက်ကြသက်ကာယကများလဘေးပြန်ရန်သူကျွမ်းဤတဲ့ဒီဩဃလေးသွယ်မြစ်ပင်လည်းလို့ခေါ်တဲ့ဒီရေပြင်ချမ်းကြီးရဲ့ဒီဘက်ဘက်ကန်းလို့ခေါ်တဲ့သက်ကာယနေမြေမှာရန်ကင်းလားရန်များလားရန်များတယ်ဓမ္မအိုဘေးလည်းမရှိဘူးလားနာဘေးလည်းမရှိဘူးလားသေဘေးလည်းမရှိဘူးလားပရိသန်နေနေရတဲ့ဘေးလည်းမရှိဘူးလားမင်းဘေးဆိုးဘေးလည်းမရှိဘူးလားတခိုးဘေးဓမြဘေးလည်းမရှိဘူးလားအဲ့ဒါဘေးပေါင်းမျိုးကိုစုံလို့ဟုတ်ပြီလားဒုက္ခနေမြည်ဘာနေမြည်လဲဦးသိန်းနေပြောတယ်လားဟမ်အခုဘယ်နေမြည်မှာပြောနေတာဒုက္ခနေမြည်မှာပြောနေတာဟုတ်ပြီလားသက်ကာယဆိုတာဘာနေမြည်လဲဒုက္ခနေမြည်တဲ့သက်ကာယရှိလို့ရှိရင်အိုရမယ်နာရမယ်သေရမယ်အပေလည်းမကြရဘူးလားငရဲတိစ္ဆာပိဋကအတူတကယ်အပေလေးပုံနဲ့မရောက်ရဘူးလားပြောတယ်နော်ဦးသိန်းနေမပြောဘူးလားအပေကြလိုက်တရားကုတ်ချစ်တယ်လဲလူဖြစ်လိုက်တရားမကောင်းတာတွေလို့လဲအပေကြသွားလိုက်ကုတ်ချစ်တယ်လဲလူလာဖြစ်လိုက်တရားကုတ်ချစ်ပြီးတော့နတ်ပြည်ရောက်သွားလိုက်တရားအပေကြလိုက်နေအဲ့ဒီလိုနဲ့ပဲသက်ကာယနေမြေကနေပြီးတော့ရှေ့လွန်သေးလားဘာလို့မလွန်တာလဲမေးလို့ရှိမပြေးလို့ဟုတ်ပြီလားရှေ့မှာဘာရှိနေလဲရေပြင်ကြီးဘာရှိနေလဲဩဃလေးသွယ်မြစ်ပင်လည်းဤဝဘက်ကြသက်ကာယကများလဘေးပြန်ရန်သူပြန်ဤအဲ့တော့ရေပြင်ကြီးကိုကြည်လိုက်ပြန်တော့လည်းမိမိကကူးစရာလှေလည်းမရှိဘူးဖောင်လည်းမရှိဘူးတဲ့ရှိလားရှိပါဘူးမပြေးလို့လည်းဖြစ်လားမပြေးလို့လည်းမဖြစ်ဘူးဆိုတော့ပြေးလည်းပြေးရမယ်ဆိုတော့ဘယ်လိုလုပ်ပြေးပြီလဲဆိုတော့အဲ့ဒီကမ်းနားမှာရှိတဲ့မြတစ်တွေဝါးတွေကိုစုပြီးတော့မှအဲ့ဒီကမ်းနားမှာရှိတဲ့ကျင်းတွေနွယ်တွေနဲ့တုပ်ဘယ်လိုလုပ်လဲဘာပဲဖြစ်ခဲ့ဒီမှာနေလဲသိမယ်ပြေးလို့ရေမှာရင်တိသိခြင်းနဲ့သိမယ်ဘာပဲဖြစ်ပြေးရင်နဲ့သိတာနဲ့ဒီတိုင်းအသေးခန္ဓာဘယ်ဟာအကောင်းဦးဇင်းနေပြေးရင်အသေးခံမလားဘုန်းကပြောသလိုဒီတိုင်းအသေးခံမလားပြေးလို့ရှိရင်လွတ်ချင်အမြတ်ပေါ့ဟုတ်ပြီလားလွတ်ရင်မမြတ်ဘူးလားသိရင်လည်းပဲပြေးရင်သေးတာဆိုတော့မမြတ်ဘူးလားဘုန်းကြီးတို့ကုဓမ္မစစ်သားတွေပါလေတိုက်ပွဲမှာကြလို့ရှိရင်ဟိုမှာအာဇာနည်ဗိမာန်မရဘူးလားကိုယ့်ကိုအိမ်မှာသေရင်တော့သင်္ချမ်းကုန်ရောက်ပါဟုတ်ပြီလားကိုယ့်ကိုအိမ်မှာသေရင်ပဲရောက်အေးခုလည်းဒီလိုပဲဥသိနေတိုက်ချင်းသေမလားခဏပြောလို့အိမ်မှာနေရင်သေမလားအေးအခုတရားထုတ်နေဆိုဘာလုပ်တာလဲတိုက်နေတာဟုတ်ပြီလားဘယ်သူကိုတိုက်နေတာလဲအမိုးကြီးလေးကောင်လဲတလက်နဲ့ကန်နဲ့ရန်သူ9ယောက်ကိုလည်းဘာဖြစ်လဲဒါပြီးတော့ကြတော့6ယောက်မြောက်ဖြစ်တဲ့ခေါင်းကြီးနဲ့အတွင်းလူသားသမားလေဒါဟုတ်ပြီလားဓမြ6ယောက်ကိုလည်းမတတ်ရဘူးလားအေးရွာပြကြီးကနေလွတ်အောင်လည်းမပြေးရဘူးလားရွာပြကြီးကလွတ်အောင်ပြေးဓမြ6ယောက်ကလိုက်ဒီဓမြ6ယောက်လည်းမတတ်ရဘူးလားအဲ့လိုတတ်တဲ့ကြားတွေကနေပြီးတော့မှရှေ့ပြေးတော့ဘာသွားတွေ့
ရေပြင်းကြီးတွေ့တော့ဒီမှာဘက်ကငါဘာဖြစ်လဲဘေးများတယ်တဲ့ဒီမှာဘက်ကဘာဖြစ်ရန်နေလည်းမများဘူးလားအန္တရာယ်လည်းမများဘူးလားအာအိုဘေးနာဘေးသေဘေးပရိသတ်နေရတဲ့ဘေးမင်းဘေးဆိုးဘေးတခိုးဘေးဓမြဘေးအပေကြတဲ့ဘေးအမလီစုံလို့ဟောအဲ့ဒီဘေးတွေကိုမိမိတို့ကကြောက်လားဒီဘေးတွေနဲ့ပျော်လားမပျော်လို့ရှိရင်ဒီဘက်ကမှနေမလားဟိုဘက်ကပြေးမလားဖောင်လည်းမရှိဘူးလေလည်းမရှိဘဲနဲ့လောက်မလဲဘယ်လိုလုပ်မလဲအဲ့ရှိသမျှစုရမစားမဘာပဲဖြစ်ဖြည်းဖြည်းဖောင်ခွဲရမလားမြန်မြန်ခွဲရမှာလားဘာဖြစ်လို့မြန်မြန်ခွဲရမလဲနောက်ကလိုက်နေတာတွေကနေတာမှမဟုတ်ခဲနဲ့အဲ့ဒါဖြည်းဖြည်းခွဲပြီးသွားမှာပေါ့ဟုတ်ပြီလားအဲ့တော့ဥသိင်းကြီးဖြည်းဖြည်းလားမြန်မြန်လားဟာလေအိမ်မြန်ဖို့မြန်မြန်လားကျိုးသားပတ်သက်ရှုရမယ်ထိုင်လဲရှုထားလဲရှုဈဉ္ညာလျှောက်လဲရှုဟလားလျောင်းခြင်းလဲရှုစားရင်လဲရှုဒါဘာလုပ်နေတာလဲပြေးနေတာမြန်မြန်ပြေးနေတာဟုတ်ပြီလားအားနေရမှာလားပြေးနေရမှာလားစကားများအောင်စလိတ်တော့အောင်ကွန်စားအောင်လေသူတို့ကပါဇက်တဲ့ကွန်နေရတယ်ပလိတ်ပလုတ်နဲ့လောက်တယ်အဲ့ဒါမပြေးလွတ်အောင်ပြေးလွတ်အောင်ပြေးအမလီစကားများမိတယ်နော်အဲ့တော့လေဖောင်ဖွဲ့တယ်ဆိုတော့ကန္နာမှာရှိတဲ့ကျင်းနေနွယ်တွေနဲ့ကန္နာမှာရှိတဲ့တစ်တွေဝါတွေကိုစုပြီးတော့မှတယောက်စာကဖောင်လေးရပြီဆိုတော့အတင်းတခါတည်းခလော်စရာလည်းမရှိတော့လက်နဲ့လည်းလှော်လိုက်ခြေထောက်နဲ့လည်းလှော်လိုက်လက်နဲ့လည်းလှော်လိုက်ခြေထောက်နဲ့လည်းလှော်လိုက်မလှော်ရဘူးလားလှော်ရမေးနော်ဩဃာလိတမြစ်ပင်လည်းဤဝေဖက်ကြတဲ့ကာယကများလာဘေးပြန်ရန်သူပြန်ဤရှစ်ခန်းသောမဲ့ဖောင်ဖွဲ့ရှစ်၍ဖောင်တရမဲ့ခင်ရှစ်ပါအကျင့်တရားကိုခေါ်သည်ဖောင်တရဘာကိုခေါ်တာအခုရုံးလို့တစ်ချက်ရှုလို့ရှိရင်မဲ့ခင်ရှစ်ပါပါတယ်ဟုတ်ပြီလားရုပ်လို့တစ်ချက်ရှုရင်အဲ့ဒါမဲ့ခင်ဖောင်ကြီးကိုစီးပြီးတော့လှော်နေတယ်လို့ခေါ်တယ်နာလို့ရှုရင်လည်းဘာလုပ်နေတာလဲမဲ့ခင်ဖောင်ကြီးကိုစီးပြီးတော့မှဒီဩဃလိတော့မြစ်ပင်လေကိုကူးနေတယ်လို့ခေါ်နေတယ်နော်နာလို့ရှုရင်လည်းဘာလုပ်တာလဲမဲ့ခင်ဖောင်ကြီးကိုစီးပြီးတော့မှအဲ့ဒါခြေလက်ဝရိယနဲ့လှော်နေဝရိယလှော်တယ်ဆိုတာကခြေလက်ဝရိယကိုလှော်တယ်လို့ခေါ်တယ်ဘာကိုခေါ်တာလဲခြေနဲ့လည်းကူးတယ်လက်နဲ့လည်းကူးမလှော်ရဘူးလားအဲ့ဒီခြေတွေလက်တွေနဲ့လှော်တာကိုဘာလို့ခေါ်လဲဝရိယလို့ခေါ်ပေါ့ကူးရမှာလားကြိုးစားပန်းစားကူးရမှာလားကြိုးစားတယ်ဆိုတာဘာလဲဝရိယကြိုးစားတယ်ဆိုတာဘာလဲဝရိယရုပ်လို့တစ်ချက်ရှုလို့ရှိရင်ဓမ္မပြောမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့မဲ့ခင်၅ပါးဘယ်နှပါလဲမိမိတို့မှာရှိထားတဲ့မဲ့ခင်ကသီလမဲ့ခင်ကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝ၃ပါးဘယ်နှပါလဲဒီက၅ပါးနဲ့၃ပါးနဲ့ပေါင်းတော့ဘယ်နှပါ၈ပါးရုပ်လို့တစ်ချက်ရှုရင်မဲ့ခင်ဘယ်နှပါဖြစ်၈ပါးနာလို့တစ်ချက်ရှုရင်၈ပါးတဲ့ဟုတ်ပြီလားအဲ့ဒါပောဒါနပြေးရမလားကျိုးသားပန်းသားပြေးရမလားပောဒါနလှောရမလားကျိုးသားပန်းသားလှောရမလားကျိုးသားပန်းသားလှောဘာဖြစ်လို့လဲဆိုတော့မိမိတို့မှာဒီဘက်ကမှရန်သူတွေကမရှိဘူးလားဟိုဘက်ကမရောက်ချင်လည်းပဲဒီလေကောင်နှစ်သေးမှာမသေးဘူးလားဒီဘောင်ကဒီဘက်ကပြန်ရင်လည်းရန်သူတွေကတတ်တယ်ဟုတ်ပြီလားရေလေကောင်မှဒီဖောင်ကပေါက်ပြဲပြီးတော့မှအဲ့ဒါနေချင်လည်းပဲမသေးဘူးလားဟိုဘက်ကရောက်ချင်တော့ဘေးကင်းတယ်ဟုတ်ပြီလားဒါပေမဲ့ဒီဘက်ကပြန်မလားရေလေကောင်မှနစ်သေးမလားဘယ်လိုလုပ်ဟိုဘက်ကရောက်လှော်ရတော့မလှော်ရေလေကောင်နစ်သေးတယ်ဟုတ်ပြီလားအဲ့တော့မြုပ်သေးသေးမလားမျောသေးသေးမလားအသေးခံမယ်ကြည့်ပါကူးတော့မကူးအသေးခံမျောသေးသေးမယ်သေလာခဲ့တော့ဘယ်လောက်ကြာမျောသေးသေးကူလည်းမျောသေးသေးဘူးအလုပ်ပေါ်မှာဟိုဘက်ကရအောင်ကူးရမေးမြုပ်လည်းမသေးနဲ့မျောလည်းမသေးနဲ့ဟုတ်ပြီလားအဲ့ဒါပြောမျောလေးကပေါ်မျောကတစ်မျိုးမြုပ်မျောကတစ်မျိုးမျောတာကတော့မျောပါဗျဟုတ်ပြီလားမြုပ်မျောဆိုတာကအပေမှာပေဟူသွားတာမြုပ်မျောလို့ခေါ်တယ်ပေါ်မျောဆိုတော့လူပုံနတ်ပုံမှာနေတာပေါ်မျောလို့ခေါ်တယ်မျောနေတာပဲဒီရေထဲမှာဟိုဘက်ကမှမရောက်သေးဘူးအခုဥသိင်းနေအခုဒီရောက်လာတာဘာမျောမျောရောက်လာအခုဒီကနေတကမြုံမျောပြန်မျောခြင်းဘာလို့ရှိတာမြုံမျောမျောခြင်းဘာမတောက်နဲ့တော့တောက်ခြင်းတော့မြုံမျောမျောမှာတောက်မလား
sao tao chỉ sao tao chỉ sao như đó là dùng vô đây toạiအဲ့ဒါကြောင့်မရှိတာတဲ့မသိတာခက်ဆိုတာတကယ်မှန်နေနော်အဲ့တော့ကူးတော့ကြိုးစားပန်းစားကူးတဲ့အချိန်ကကြတော့ဒီမှာကရေပင်လေကြီးကိုကြည့်လို့ရှိရင်ဒီလောက်ရောက်လို့ရှိရင်တဝက်လို့မရှိဘူးလားဒီလောက်ရောက်လို့ရှိရင်သုံးပုံတစ်ပုံဓမ္မကတဝက်ဓမ္မကျတော့သုံးပုံလေးပုံသုံးပုံမဖြစ်သွားဘူးဒီရောက်လို့ရှိရင်ကမ်းပေါ်တက်ပြီဟုတ်ပြီလားဦးသိန်းနေခုဘယ်နေရာရောက်ပါလဲကန်းဆက်မှရှိသေးတယ်ဘယ်ကန်းပေါ်အမကန်းပေါ်ကန်းဆက်မှရှိသေးတယ်ဖောင်မတဲ့မှရှိသေးတယ်တော့တော့မလို့ဒီလောက်ရောက်လို့ရှိရင်သုံးပုံတစ်ပုံဆိုလို့ရှိရင်ဒါသောတာပန်ဟုတ်ပြီလားဘာဖြစ်သွားလဲဒီလောက်ရောက်လို့ရှိရင်တက္ကတာကတဝက်ကြသွားတယ်ဒီလောက်ရောက်လို့ရှိရင်အနာဂံဆိုတော့၄ပုံ၃ပုံဆိုအနာဂံဖြစ်သွားတယ်ဒီရောက်ပြီဆိုတော့အဲ့ဒါကောင်းမှတက်တာယဟန္တာအဲ့ဒီကြမှာဘေးကင်းပါအဲ့တော့ဘယ်လောက်ကြမှာအလှော်ရကမ်းပေါ်ရောက်မှအလှော်ရဟုတ်ပြီလားအခုအလှော်ရမလားမရဘူးလားမရနဲ့အောင်အမလီငါတို့တရားအထုတ်ခုပြီနင်တို့ကမထုတ်ရသေးဘူးတို့ကတော့စိတ်ချရပြီးသွားကြွားမယ်ကြွားဟုတ်လားမကြွားနဲ့အမလီခုမှကန်းဆက်ရှိသေးတယ်ဟုတ်ပြီလားဖောင်မော်တဲ့ရုံမရှိသေးတယ်နော်ပေါ်ပေါ်လေးနေလို့ရမှာသုံးပုံတစ်ပုံလေးပုံတစ်ပုံလောက်ရောက်ရှင်တော်သေးတာပေါ့လေးပုံတစ်ပုံရောက်လို့ရှိရင်ဒီဘက်ကိုနစ်အောင်မလားမနစ်တော့ဘူးမြုပ်အောင်မလားမမြုပ်တော့ဘူးလေးပုံတစ်ပုံရောက်လို့ရှိရင်တော့အဲ့ဒါဒီဘက်ကိုမမြုပ်တော့ဘူးလေးပုံနှစ်ပုံရောက်လို့ရှိရင်တော့ဆိုရရှိအောင်မလားလေးပုံသုံးပုံဆိုရင်တော့သာပြီးတော့မှဒီမှာမနီးသွားဘူးလားအခုပဲနှစ်ပုံလေဘယ်မှာအမလေးကန်းစားမှရှိသေးတယ်နော်ကန်းစားမှရှိသေးတယ်ဘောဘောတဏလည်းမတွက်လိုက်နဲ့ဟုတ်ပြီလားအဲဒါကြောင့်မလို့ဩဃာလိတမြစ်ပင်လည်းဤဝေဘက်ကြတဲ့ကာယကမြားလာဘေးပြန်ရံမြူကန်းဤဆိုတော့ကန်းစားမှပဲရှိသေးတယ်ဆိုတော့မယံသူတွေကအလွန်မနီးဘူးလားနီးနေလားအလွန်နီးနေတဲ့ကန်းစားမှရှိသေးတယ်အပေါ်ကနေလှမ်းခုတ်တော့နီးနေတယ်ဟုတ်ပြီလားလှမ်းထိုးလှမ်းပြစ်ချင်လည်းမမီဘူးလားမီးတယ်အဲ့ဒါဘောဘောနေလို့ဖြစ်မှာလားမဖြစ်ဘူးအဲ့ဒါကြောင့်မို့လို့ဩဃာလိတမြစ်ပင်လည်းဤဝေဘက်ကြတဲ့ကာယကမြားလာဘေးပြန်ရံမြူပန်းဤရှစ်ခန်းသောမဲ့ဖောင်ဖွဲ့ရှက်၍ဆိုတော့မိမိတို့မှာအခုဖောင်ကအစင်းနဲ့ဖွဲ့ပြီးသားပဲရုပ်လို့ရှုတယ်ဆိုတော့ဖောင်မတက်စီပြီးတော့ကူးနေပြီဟုတ်ပြီလားရှုတယ်ပွားတယ်ဆိုတာကဘုန်းကြီးတို့အဲ့ဒါဘာလို့နေလဲဖောင်ဖွဲ့ရှက်ပြီးတော့ကူးနေတယ်လို့ခေါ်တယ်နော်ရှစ်ခန်းသောမဲ့ဖောင်ဖွဲ့ရချစ်လဲဝရိယကူးရှေးရဝရိယကုခမလင်ဘဝမှာကနိဗ္ဗူနံတို့တဲ့ဘဝဒီမှာဘက်ကငါလေးပြီးတော့ဟိုမှာဘက်ကဆိုတာနိဗ္ဗာန်ဟုတ်ပြီလားအဲဒါကြောင့်မလို့ဆိုကြည့်ဩဃလေးတွေမြစ်ပင်လေဤဝေဘက်ကြသက်ကာယကညာလဘေးပြန်ရန်သူပြန်ဤရှစ်ခန်းသောမဲ့ဖောင်ဖွဲ့ရှက်၍ခြေလက်ဝရိယဥခမှလင်ဘဝမှာကံနိဗ္ဗူနံတို့ကုသံထုတ်ချောက်ဘေးလွတ်မြောက်မည်ကျိုးထောက်တဲ့ပြီတကားဘောဘောနေရမလားကြိုးစားနေရမလားစကားများနေရမလားကြိုးစားနေရမလားကြိုးစားတယ်ဆိုတာကိုယ်နဲ့ကြိုးစားတာလားစိတ်နဲ့ကြိုးစားတာလားစိတ်နဲ့ကြိုးစားတာနော်စိတ်ဝရိယငါဝရိယကိုချမ်းချမ်းသာသာထားအနာပိထားကိုချမ်းချမ်းသာသာနှုတ်ကိုလည်းချမ်းချမ်းသာသာထားပြီးတော့စိတ်ဝရိယနဲ့အဲ့ဒါရုပ်ရုပ်နာနာနဲ့ရှုနေခြင်းသည်ဩဃလေးဆိုမြစ်ပင်လေးဒီမှာပဲကန်းကနေဟိုဘက်ကန်းကိုအဲ့ဒါကြိုးစားပြီးတော့ကူးနေခြင်းပဲဟုတ်ပြီလားတစ်ချက်ကိုရင်လည်းတစ်ချက်မရောက်ဘူးလားတစ်ချက်ကိုရင်လည်းတစ်ချက်မရောက်ဘူးလားမကူပဲနေလို့ကတော့မြုပ်မျောလားပေါ်မျောလားပဲမမျောဘူးလားမျောမှာလားမျောမှာပဲတဲ့ကူးနိုင်မှဟိုဘက်ကန်းကိုရောက်ပါနော်အဲ့တော့မိမိတို့မှာကူးချိန်တန်းချိန်ကလည်းမရှိဘူးလားလောချိန်ခတ်ချိန်ကလည်းမရှိဘူးလားရှိတုံးကိုလောခတ်ကူးမလောနိုင်မခတ်နိုင်မကူးနိုင်မှဆိုတော့ကဲ
မြုပ်ဖို့ပဲရှိတော့တယ်ဟုတ်ပြီလားအဲ့တော့လွတ်အောင်ပြေးမှလားအမြုပ်ခံမှလားလွတ်အောင်ပြေးမှလားအမျောခံမှအေးအဲ့ဒါလွတ်အောင်ကူးနိုင်ခတ်နိုင်တဲ့ဖြင့်ကိုမဘကရောက်ရချမ်းသာစွာနဲ့နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်ကြပါစေကုန်တော်လို့ဆုတောင်းရင်းနဲ့ဤကုန်းချုပ်ကြစို့ဘောရိယပစ္စယောဟောတုဣဒံနောပုံညမင်္ဂလံသုမနေပဒနိအတ္တမနေဟိသင်္စိတံပုံညတိမတဘာဂိဉ္စဒရာမတဗ္ဗပါဏိနံတမလဗန္တုတေသဗေမဟိယံထာတုတကိတေသုမနေပုဗ္ဗစရိနာဖြင့်လွန်စွာဝမ်းမြောက်ကြကုန်၏ပဒနိမုံစစရိနာဖြင့်တတ္တာရွှွန်းဆိုလွန်ကြည်ညိုကြကုန်၏အတ္တမနေပရစရိနာဖြင့်လွန်စွာအာရစိတ်တိုင်းကြဖြစ်ကြကုန်၏နောအာမိမြမြတာရှိပါရမီယေကျူဇာနိထုသရောစဉ်ကုသိုလ်ရှင်အကျွန်ုပ်တို့သည်သင်္စီရာစရိနာသုံးတံထသံကျင်နုစီပွားများအထောက်အခဲ့သည်များသောဣရမုံညမင်္ဂလာဤဒါနသီလသမထဝိပဿနာဟုဆိုသောကုသိုလ်မင်္ဂလာကောင်းမှုအစုစုသည်ဘောရိယသစ္စာလေးခန္ဓာစဉ်ကိုပြိုင်ရှင်စုခုထိုဝိသကိုစီကုံကတောင်းနိုင်အမှန်ဖြစ်ပေသောသမ္မာသမ္ဗောဓိပစ္စေကဘောဓိတဝကဘောဓိခေါ်ဆိုသောမဉ္ဇဉ်လေးပါအတိတိသောဘောဓိဉာဏ်များ၏ပေစယောမချွတ်ရအောင်ကျေးဇူးဆောင်သောအခေါင်နေသည်အာကြီးသောထောက်ပံ့သည်ဟောတုမြေလက်ခနှင့်မြောက်သည်ကဲ့သို့မလွဲမသွေအမှန်မြင်ဖြစ်ပါစေတည်းဣမတာပုံညတစေရနာသုံးတန်ထသံကျင်နုစီပွားများအထောက်အခဲ့သည်များသောဤဒါနသီလသမထဝိပဿနာဟုဆိုသောကုသိုလ်မင်္ဂလာကောင်းမှုအစုစု၏ဘာဂင်္စတတ္တိခွေယကုသိုလ်ကောင်းမှုရဖို့ဘာကကိုလေတပ္ပဗန္နိနမိဘဆရာသမားအစာထား၏ဘုံသုံးပါး၌ထင်ရှားဖြစ်ကုန်ခသေဝံသောလုံးစုံသောလူနာပြမတတ္တဝအနန္တမှန်သမျှတို့အားဒရာမဒရာပြထံထူထံပြေဝေလိုက်ပါကုန်၏ဝါဒရာမအမြအမြဟုပြေဝေလိုက်ပါကုန်၏ဧတဗေမိဘဆရာသမားစာထားဘုံသုံးပါး၌ထင်ရှားဖြစ်ကုန်ထိုခသေဝံသောလုံးစုံသောလူနာပြမတတ္တဝအနန္တမှန်သမျှတို့သည်အာမေနိမြတ်သာကြီးပါရမီယေကျူဇာနိထုသရောစဉ်ကုသိုလ်ရှင်အကျွန်ုပ်တို့နှင့်တမန်အညီမြလဗန္တုရကြသည်ဖြစ်ကြပါစေကုန်သတည်းတရားမဟိယုဇနာဂိဉ္2,400,000ထူပေါင်းတင်ကြဤမဟာပရိမြေကြီးသည်အာမေတုမြမြတာကြီးပါရမီယေကျူဇာနိထုသရောစဉ်ကုသိုလ်ရှင်အကျွန်ုပ်တို့သည်အိဆံတေတုတစုံတခုသောပြုပကိစ္စကြောင့်တသည်အရာ၌တီလာခန္ဓာသည်ကိုလိုရှိကုန်လာသောနောမြမြတာကြီးပါရမီယေကျူဇာနိထုသရောစဉ်ကုသိုလ်ရှင်အကျွန်ုပ်တို့၏တခိတေတသည်အရာ၌ထာတုသူတစ်ဖက်သာတိလောက်သောချင်းရာအဖြစ်မြေရောရေပါတိလခန္ဓာသည်ဖြစ်ပါစေတည်း